ကြောင်းမြို့နယ်ထဲမှာဖြစ်သွားတဲ့ဖြစ်စဉ်တွေနဲ့ကျွန်တော်စကြတာပေါ့နော်စမ်းကြောင်းတို့မြို့နယ်ထဲဖြစ်သွားတဲ့မတော်တဆမှုသို့မဟုတ်ဘယ်လိုခေါ်မလဲကန်ဆိုးမောင်ကြောင်ပေါ့ဒီလိုပြောမလို့တော့မသိဘူးနော်အဖြစ်တစ်ခုကလည်းစတာပေါ့ဘာလို့ဆိုရန်ကုန်တိုင်းကြီးစမ်းကြောင်းမြို့နယ်ရန်ကုန်စမ်းကြောင်းမြို့နယ်ပေါ့စမ်းကြောင်းမြို့နယ်မလို့ဆောင်ကုန်းတောင်ရက်ွက်ပေါ့နော်ပြီးတော့ပြည်သူကွက်တဲ့လမ်းမှာရှိတဲ့တိုက်ခန်းတစ်ခုမှာနော်ဧပြီလ30ရက်ဒီမနေ့စောကြီး4ရက်လောက်ကတိုက်ခန်း9ရက်မြောက်အခန်းတိုက်ခန်း4လွာပေါ်4လွာလို့ခေါ်မလားပေါ့နော်အဲ့4လွာပေါ်နေပြီးတော့တိုက်ခန်း4လွာပေါ်နဲ့မြို့သမီးတယောက်ဘုံဆိုပြုတ်ကြတဲ့ဖြစ်စဉ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့တိုက်ခန်းပေါ်တိုက်ပေါ်နဲ့ပြုတ်ကြသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ပြောရရင်တော့4လွာနေပြီးတော့နောက်ဖေးပေါက်ကနေပြီးတော့မြို့သမီးတယောက်ဘုံနဲ့ပြုတ်ကြသွားတယ်ပြုတ်ကြသွားတော့မြို့တရဲ့အနာရှိတဲ့လူတွေကတော့ဘုံဆိုပြုတ်ကြတော့ဘာဖြစ်သွားလဲဆိုပြီးတော့ဘေးကကြည့်လူလန့်သွားမှာပေါ့အဲ့ဒီချိန်မှာမြို့သမီးတယောက်ကွေးလေးတေဆုံးသွားတယ်ပေါ့နော်တေသွားတယ်ဆိုတော့တိုက်ခန်းပေါ်ပဲအပြူပြူတယောက်ချော်ကြလာပြုတ်ကြလို့လူကရုပ်တရက်ထင်တယ်ဒါပေမဲ့မနေ့စော်ကြီး4နိုင်လောက်ဆိုတော့လူတွေကဘာမှမသိဘူးပေါ့နော်ဆိုတော့တကယ်ဖြစ်စဉ်ကိုတခြားပဲလေတဲ့ခါကျတော့ဘာလဲဆိုတော့အဲ့ဒီမျိုးသမီးကသူများအိမ်ပေါ်တက်ပြီးတော့ပစ္စည်းခိုးရင်းနဲ့ဖြစ်သွားတာကိုသိရတယ်ပြောရရင်တော့အဲ့မျိုးသမီးကအဲ့ပြည်သူကွက်တစ်လမ်းထိပ်မှာရှိတဲ့တိုက်ခန်းပေါ့နော်အဲ့တိုက်ခန်းတစ်ခန်းပေါ်မှာတမျိုးသမီးတက်တယ်ပေါ်တက်ပြီးဘယ်လိုရောက်သွားတော့မသိအဲ့တိုက်ခန်းပေါ်တက်ပြီးတော့4လောင်တက်ပြီးတော့တိုက်ခန်းထဲမှာရှိတဲ့ပစ္စည်းတွေခိုးတယ်ပေါ့ခိုးတဲ့အချိန်မှာတိုက်ခန်းပိုင်ရှင်မျိုးသမီးကနေပြီးတော့တွေ့တဲ့အတွက်သူ့ကိုတခိုးဆိုပြီးတွေ့တဲ့ခါကျတော့တခိုးကသူ့ကိုသူလန့်သွားပြီးတော့အဲ့မျိုးသမီးကိုလန့်သွားပြီးတော့အတင်းနောက်ဖေးပေါက်ကိုထွက်ပြေးပြီးနောက်ဖေးပေါက်ကနေခုံချဖို့ကြိုးစားတယ်အဲ့အချိန်မှာလူမိတဲ့အတွက်သူထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာအဲ့ပေရှင်တွေကခုံမချဖို့တားတယ်အဲ့မျိုးသမီးကိုခုံမချဖို့လှမ်းတားတယ်တဲ့ခုံမချဖို့တားပေမဲ့အဲ့မျိုးသမီးမရဘူးတခိုးမျိုးသမီးကမရဘူးခုံချသွားတယ်ခုံချလိုက်တော့အောက်ကိုပြုတ်ကြပြီးတော့နောက်ဆုံးတော့သေဆုံးသွားတယ်သေဆုံးတဲ့သူမျိုးသမီးကအသက်40အရွယ်မျိုးသမီးဖြစ်ပြီးတော့သူ့စမ်းချမ်းမြို့နယ်ရန်ပြည်တပ်ဖွဲ့နေပြီးတော့ရန်ကုန်စီးကိုပို့တဲ့ချိန်မှာတော့ဒါမှမရပါဘူးဆုံးသွားပါတယ်ဆိုတော့ဒါကိုကြည့်ပြီးတော့တွေးစရာတွေတော့အများကြီးရသွားနေတာပေါ့နော်ရုပ်တရက်ကြည့်ရင်တော့သူများပစ္စည်းခိုးတာပဲဒီလိုဖြစ်မှာပေါ့ကံကြီးကျိုးခံစားရတယ်ပေါ့တခါပြောကြမယ်တချို့ကြတော့လဲသူကမရှိလို့ခိုးစားတယ်မတော်တဆအသက်နဲ့ရင်းလိုက်ရတယ်မတန်ဘူးစသဖြင့်မျိုးစုံပြောတာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဒီသတင်းတွေနဲ့ပတ်သက်လို့လူတွေမှတ်ချက်မျိုးစုံရှိတယ်မှတ်ချက်မျိုးစုံတွေမှာမျိုးစုံတွေမှာပေါ့ဗျာကိုကတော့လူတွေကတော့ကိုကြိုက်တဲ့ပုံစံနဲ့ကိုမှတ်ချက်ပေးကြတာပေါ့ဒါကျွန်တော်တို့ကဒီထဲကသင်ခန်းစာယူချဖို့လိုတာပေါ့ဆိုတော့ဒီရန်ကုန်မြို့ထဲမှာအိမ်တွေထဲမှာတိုက်ခန်းတွေမှာလမ်းတွေမှာတခိုးတွေတောင်းညံ့နေဆိုတော့ကျွန်တော်တီးပြီးသားပါတခိုးတွေတောင်းညံ့နေခိုးဆိုးတွေတောင်းညံ့နေတခိုးတွေကဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့နော်အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေသတိကြီးထားရမယ့်အရာတစ်ခုရှိတယ်တခိုးတွေကပစ္စည်းခိုးတယ်ပစ္စည်းတစ်ခုခိုးတယ်ခင်ဗျားရဲ့ဖုန်းတစ်လုံးခိုးမယ်ခင်ဗျားရှိတဲ့စက်ပစ္စည်းတွေခိုးမယ် electronic ပစ္စည်းတွေခိုးမယ်ဗျာနောက်တစ်ခါဒီလက်စင်မီကြိုးတွေခိုးမယ်စသဖြင့်ပေါ့အဲ့ပစ္စည်းတွေကိုခိုးပြီးရင်အဲ့တခိုးတွေတနေရာကိုသွားရောက်တယ်ဘယ်သူတွေစီကိုရောက်တယ်လို့ခေါ်ထင်တယ်ကားတွေဆိုကားမှန်တွေခိုးတယ်ကားရဲ့စိတ်ပိုင်းတွေခိုးတယ်ခိုးဘယ်ကိုသွားရောက်လဲလို့ခေါ်ထင်တယ်အဲ့တော့အဲ့လိုပလုံကောက်တဲ့ဖွဲ့တွေခိုးတယ်ဘယ်ကိုသွားရောက်လဲသူတို့ရောင်းတဲ့နေရာရှိတယ်ရောင်းတဲ့လူမှုဖွဲ့စည်းရှိတယ်ဒီနေရာမှာကျွန်တော်ဟွာလို့သုံးပြစီကျန်တဲ့ကျွန်တော်ဒီနေရာမှာရိုးရိုးရှင်းရှင်းပဲစကားလုံးလူနာလဲနေတဲ့စကားလုံးသုံးပြစီတွားရောက်တာကလားတွေကိုတွားရောက်တာပစ္စည်းတွေခိုးတဲ့ပစ္စည်းတွေကလားတွေတွားရောက်တယ်နော်ကျွန်တော်တို့ရန်ကုန်မြို့မှာကိုယ့်အိမ်မှာပို့တဲ့ပစ္စည်းပြန်အောင်ကလားတွေကိုရောင်းတယ်လိုက်ပြီးတွန်းလဲနေလာဝယ်တဲ့လူပစ္စည်းလိုက်ဝယ်တဲ့လူရောင်းတယ်ပြီးတော့ကလားတွေဒီနောက်ဆုံးတွားရောက်တယ်နောက်ဆုံးအဆုံးသတ်နေရကအဲ့လိုဒီဘာခေါ်လဲဆိုတော့ပစ္စည်းအစုပ်ပလို့ဘာညာအသေးစိတ်ခိုးရပါပစ္စည်းအကုန်လုံးအဲ့ကလားတွေစီပြောက်တယ်အဲ့ကလားတွေဘာလို့လဲဆိုတော့အဲ့ဒါကိုကင်ပြီးတော့အဲ့ရယူပြီးတော့သူတို့ကဈေးပေါ်နဲ့တောင်ဖို့ဖြတ်တယ်ဖြတ်ပြီးရင်သူတို့ကအဲ့ဒါကိုပြန်ပြီးတော့ပိုကောင်းပိုတန့်အောင်လုပ်တယ်လုပ်ပြီးတော့ねပို့ပြီးတော့ရွှိုင်းလိုက်တယ်နည်းနည်းတန့်အောင်လုပ်ပြီးတော့ဈေးကွက်ထဲမှာပြန်ရောင်းတယ်အဲ့တော့မူလသူကခိုးရပါပစ္စည်းကို9000တို့3သိန်းတို့အများဆုံးတမိုးကြီး9000 3သိန်းပေါ့နည်းနည်းတမိုးရှိ1000 2000တို့ပေးပေမဲ့သူပြန်ရောင်းရင်1000နဲ့ပစ္စည်းက3သိန်းဖြစ်တယ်9000နဲ့ပစ္စည်းက9သိန်းဖြစ်တယ်အဲ့လိုမျိုးထိကလားတွေရောင်းပြီးတော့ချမ်းသာလာတဲ့ကလားတွေအများကြီးပဲအဲ့ပြီးတော့ချမ်းသာလာတဲ့ကလားတွေအများကြီးပဲဒါကြောင့်မလို့ခိုးရပါပစ္စည်းတွေလက်ခံတာကကလားတွေလက်ခံတာများတယ်ဆိုတော့ဒီလိုပြောလိုက်လို့ကျွန်တော်တို့မဆိုင်တဲ့ဒီအစ္စလာမ်ဘာသာဝင်ဟိန္ဒူဘာသာဝင်တို့ကျွန်တော်တို့ဘာမှမထီဘူးမဆိုင်ဘူးခင်ဗျားတို့လည်းမဆိုင်ဘူးဒါလှုပ်ရှားတဲ့သူတွေပဲကျွန်တော်ယူရတာဖြစ်တယ်ဒါကိုလှုပ်ရှားတဲ့လူတွေအဲ့ထက်မှာကလားတွေမဟုတ်တဲ့ဗမာတွေရှိမယ်တခြားလူတွေရှိမယ်သူတို့လည်းအတူတူပဲဒီခိုးရပစ္စည်းလက်ခံတဲ့အုပ်စုရှိတယ်အဲ့ဒီအုပ်စုရှိလို့တခိုးတွေကခိုးတယ်ခိုးပြီးတော့တွားအောင်လေရောင်းတော့သူတို့အဲ့တော့ပတ်စံပေးတယ်တော့တခိုးကထပ်ခိုးတယ်ခိုးပြီးတော့သူ့ရဲ့ဝမ်းစာကိုဖြည့်ရှင်းတယ်နောက်ဆုံးအခုလိုမျိုးဖြစ်စဉ်ဖြစ်တယ်အဲ့တော့အစိုးရအာဏာပိုင်တွေအနေနဲ့ပို့ရရင်ပြောရရင်တော့တခိုးလက်ခံတွေကိုပါထိန်းချောင်းဖို့လိုတယ်တခိုးတွေရွေးဖမ်းနေရမျိုးဆိုတခိုးလက်ခံလို့ထိန်းချောင်းဖို့လိုတယ်တခိုးလက်ခံနေရှိလို့ဒီခိုးရပစ္စည်းတွေကနေပြီးတော့နောက်ဆုံး
တို့ချမ်းသာသွားတယ်ပို့ပြီးတော့ကျွဲရလာတယ်ခင်ဗျားတို့ဒီအတိုင်းပဲရန်ကုန်မြို့ကရက်ကွက်တွေမှာနော်အဲ့လိုပစ္စည်းအဲ့လိုလှုပ်ရှားနေသူတွေအများပြားကအကြီးကျယ်ရောက်လာတယ်ပြီးတော့ခိုးရပါလက်ဆောင်လက်ခံပစ္စည်းရရှိတယ်ဆိုတော့တခါတလေချို့ရက်ကွက်တွေကြောက်ပါတယ်ရန်ကုန်တို့ရှိဦးတယ်ကိုယ့်ရဲ့ကားဘက်မှန်လေးပျောက်သွားတယ်ကိုယ့်ရဲ့5-6အိမ်ကျော်ကခုနကဒီကားဘက်မှန်ကားစပယ်ဘက်ပစ္စည်းရောက်နေကလားဆိုင်မှာအဲ့ပစ္စည်းရောက်နေတယ်သွားပြောလို့ရှိရင်ကျွန်တော်မသိဘူးကျွန်တော်တို့ဝယ်ထားတာပဲကျွန်တော်ဝယ်ထားလာအောင်လို့ကျွန်တော်ဝယ်ထားခင်ဗျားလည်းကျွန်တော်မသိဘူးဟိုလူကသိတာသူ့ပစ္စည်းမသိတယ်ဒါပေမဲ့သူ့ပစ္စည်းကပျောက်သွားတော့ပြန်ဝယ်တော့ဒီပစ္စည်းခုတ်ဖြုတ်ခိုးပြီးရောင်းတဲ့လူကတခိုးကဖြုတ်ကုန်တာ1000 3,000မရမယ်သူပြန်ဝယ်တော့3-4သိန်းပြီးဝယ်လိုက်ရတယ်ဆိုအဲ့အမျိုးဖြစ်နေတော့တခိုးလက်ခံဆိုတော့ဘသူပိုချမ်းသာသွားလဲဆိုတော့မိကုန်အဲ့ဒါကြောင့်မလို့အစိုးရအာဏာပိုင်တွေနေမြေအသီးသီးမှာတာဝန်ကျတဲ့ရဲတပ်ဖွဲ့ဝင်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေအဲ့ဒါတွေအနေနဲ့ဒီတခိုးလက်ခံတွေကိုလည်းထိန်းချောင်းမှုလို့ထိန်းချောင်းမှုအဲ့တခိုးလက်ခံတွေကိုမထိန်းချောင်းရင်ခုနတခိုးတွေကပိုကြီးထွားလာမယ်အလောက်ကိုင်းမရှိဘူးပလုံကောက်တယ်လို့ဟိုကောက်တယ်လို့လည်းခိုးကြမယ်တခိုးတွေပိုကြီးထွားလာမယ်ကြီးထွားလာပြီးနောက်ဆုံးမှာရန်ကုန်တစ်မျိုးလုံးကတခိုးတွေကြီးပဲဖြစ်သွားမျိုးဖြစ်မယ်မန္တလေးကတခိုးတွေကြီးဖြစ်သွားမယ်နေပြည်တော်တခိုးတွေကြီးဖြစ်သွားမယ်ရှိသမျှမျိုးတွေကတခိုးတွေကြီးပဲဖြစ်မယ်ကကျန်တာဘာလဲအခုလွိုင်ကောမှာတိုက်ပွဲတွေဖြစ်တယ်ကလားတွေပဲကိုးစုပ်ခွဲစုပ်ပလောင်းစုပ်ဘာစုပ်ညာစုပ်အစုပ်ပလို့တွေရဲတတာအစုပ်ဝှေ့လျှော်ဆက်အစုပ်ဘာစုပ်ညာစုပ်အကုန်အဲ့စုပ်တွေသူတို့အကုန်သိနေမှားလာရှုံးမှာဖြစ်တဲ့အဲ့ဒီကလားတွေပဲအစုပ်တွေအကုန်သိနေပြီးတော့ပို့ပြီးတော့ပိုကောင်းတာ3-4ခုလောက်ဒါပေမဲ့ရေခဲတတာဆိုရေခဲတတာဒီဘက်တစ်လုံးဒီဘက်3လောကနေကောင်းတာလေးပြန်ပေါက်ပြီးတစ်လုံးပြန်ဆက်လိုက်တယ်ပြီးတော့ပြောင်းတယ်5-6သိန်းဟောစက္ကန့်ပြောင်းတယ်5-6သိန်းသူဝယ်တော့ဘယ်လောက်လဲ1000 3,000 3,400ဒါလောက်ဆိုတော့ဒါကဘာလဲဆိုဒီတခိုးလက်ခံတွေပိုပြီးချမ်းသာလာတယ်တခိုးတွေကိုအားပေးသူဖြစ်တယ်ဒါကြောင့်မို့လို့ဒါတွေကိုလည်းသက်ဆိုင်ရာနယ်မြေအသီးသီးမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒါကိုထိန်းချောင်းမှုလို့လေကလားဆိုင်တွေကိုတေချာဆောင်ကြည့်မှုလို့လေအဲ့တော့တို့ရဲ့စီးပွားရေးကိုကျွန်တော်တွားထုံးလို့ထူတော့မဟုတ်ဘူးဒီတိုင်းဖြစ်နေလို့ကျွန်တော်ပြောတာဒါကကျွန်တော်တို့ပွင့်လိုက်မယ်လုံးဝလက်မခံနိုင်ဘူးတခိုးလက်ခံအားပေးတွေတခိုးလက်ခံအားပေးပြီးချမ်းသာလာတဲ့လူတွေနဲ့ပတ်သက်လို့ကျွန်တော်တို့အားပေးစရာအကြောင်းမရှိဘူးဒါအားပေးတဲ့အရာမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဒါကြောင့်ကျွန်တော်အမြင်ကိုကျွန်တော်ပုံမှန်လေးပြောတာပါအဲ့တော့အာနာရဲ့ဖွဲ့စည်းနေတဲ့ဒီတခိုးလက်ခံကိုလည်းထိန်းချောင်းမှုလို့လေဒီစမ်းချောင်းမှာဖြစ်တဲ့တခိုးခိုးသွားခိုးတဲ့အမျိုးသမီးရတယ်သူသူများပစ္စည်းကိုခိုးတယ်ခိုးပြီးသူသွားရောက်မှာအဲ့ဒီတခိုးလက်ခံကလားတွေစီသွားရောက်မှာအဲ့ဒါကျွန်တော်တိကျပြောရတယ်တခိုးလက်ခံကလားတွေသွားရောက်မှာတခိုးလက်ခံကလားတွေအဲ့တော့ပြီးပြန်ရောက်မှာအဲ့လိုရှိတယ်အဲ့တော့ဒီမျိုးသမီးကတော့လောဆယ်ဆုံးသွားပြီတည်သွားပြီပေါ့နော်ဆိုတော့ဘာပြောသူအနေနဲ့ကလည်းဒီလိုမျိုးသူများပစ္စည်းခိုးရင်းနဲ့ကြောက်လန့်ပြီးတော့ခုံချတယ်တကယ်ဝါရင်တပိုင်းတခိုးတယောက်ဆိုရင်တော့တေချာတာကသူခုံချမှာမဟုတ်ဘူးဒါဒီမျိုးသမီးလေးကြည့်ရတာသိကျွမ်းကျင်လာတဲ့ပုံတော့မဟုတ်ဘူးကြောက်လန့်နဲ့ရှောက်ရှက်ပြီးခုံချတဲ့ပုံမျိုးလို့ရှိတယ်ဆိုတော့တကယ်ကျွမ်းကျင်တဲ့ဝါရင်တခိုးကြတော့ तू ကရှင်းပြောရင်တော့ဟိုတခြားနည်းလမ်းသုံးပါဗျာသုံးနေတော့ပြီးတော့ဒီလောက်လေးလွာအမြင်ရင်ခုံချတယ်ဆိုတော့နည်းနည်းတော့ဟောတော့မဟုတ်ဘူးဗျာမိုင်မဲမှုတော့မဟုတ်ဘူးမျိုးတန်းဖန်ခံလိုက်ရင်တော့ခဏလောက်ရေစကန်သွားထူထောင်းရနေပြီးပြန်လွတ်လုံးမှာနော်ဟိုအင်ရှင်တွေကတနာပြီးတော့ပြန်လွတ်ခိုင်းအောင်မှာနော်ဒေါ်ချိုပြုံးလိုလူမျိုးတွေတွေ့ရင်ပြန်လွတ်ပေးအောင်မှာနော်အကယ်ဒမီများရှင်ဒေါ်ချိုပြုံးကြီးနဲ့လူမျိုးတွေတွေ့ရင်ပြန်လွတ်ပေးအောင်မှာဆိုတော့တခါကျတော့လေဟိုတခိုးတွေလည်းသူတို့မှလည်းအသက်တွေပဲဗျာနော်သူမှလည်းဒီလိုတေးဖို့စားတာပါတော့တေးဆုံးသွားတာပေါ့ဒီထမင်းတစ်လုံးအတွက်စူးစမ်းရင်းနဲ့တေးဆုံးသွားတာပေါ့ကျွန်တော်တို့တော့ဟိုဒါကိုကြည့်ပြီးတော့အော်လို့ဘာပြီးတော့လူတယောက်ကကိုထမင်းတစ်လုံးရှာစားတဲ့နေရာမှာအသက်ပါပေးလိုက်ရတာပါလားလို့ကျွန်တော်ဒီလိုပဲတာဝဲကြယူပါတယ်နော်ဒါလေးကတခိုးလက်ခံကိစ္စပြောတယ်ဆက်သွားတော့နောက်တစ်ခုကတော့ကျွန်တော်ဒီနေ့တခိုးလက်ခံကိစ္စပြောပြီးတဲ့နောက်ကျွန်တော်နောက်တစ်ခုကဘာထက်ရှိသေးလဲဆိုတော့ကျွန်တော်တိုက်တာခိုက်တာပြစ်တာခတ်တာအကြောင်းဆိုတော့အဲ့မတိုက်တာမခိုက်တာမပြစ်တာမခတ်တာဖြစ်တဲ့ငလျင်ကိစ္စလေးနဲ့ပြောကြခုနတခိုးလက်ခံတာဘာမှမဆိုင်ဘူးနော်ဒါကြောင့်မှားဆိုလို့ခင်ဗျားတို့ယူဆတွေမှားပြီးတော့ကျွန်တော်မင်းတခိုးလက်ခံကြောင်းပြောပြီးတော့ငလျင်မှာဆောက်တဲ့အစာအုပ်တွေကြောင့်ပြောပြီးဆိုပြီးတော့ရောကုန်မှာဆိုလို့မရောနဲ့ကျွန်တော်ယူတိုင်းပြောတာသတင်းတွေဆက်နေလို့နော်ဟိုသတင်းကဟိုမှာပြီးသွားပြီအခုကငလျင်ဆိုငလျင်တဲ့ကိစ္စပါလဲဆိုတော့ငလျင်တန်တင်ပြီးတော့ပျက်စီးသွားတဲ့နေပြည်တော်မှာရှိတဲ့အစာအုပ်တွေနိုင်ငံတော်ပိုင်အစာအုပ်တွေလွတ်တော်တွေသမရအိမ်တော်တွေတမတော်စစ်ရုံးတွေအစာအုပ်တွေဝန်ကြီးဌာနရုံးတွေဝန်ကြီးဌာနဝန်ထမ်းအိမ်ယာတွေဒါတွေပျက်စီးသွားတဲ့အစာအုပ်တွေနဲ့ပတ်သက်ပြီးတော့ဒါသူတို့ပုံစံ3မျိုးထွက်လာတယ်ပြန်လည်ပြင်ဆင်မှာပုံစံ3မျိုးထွက်လာတယ်ဆိုတော့အဲ့တဲ့တစ်မျိုးကဘာပါလဲဆိုတော့တစ်မျိုးကဘာပါလဲဆိုတော့ရခင်ဆောက်ခဲ့သူတွေကိုပြန်ပြီးတော့တာဝန်ပေးမှာရခင်ဆောက်တဲ့သူပြန်ပြီးတာဝန်ပေးမှာအဲ့တစ်ချက်ပါလာဒါပေမဲ့ဒီနေ့မနေ့ကသူတို့ဒီဗိုလ်ချုပ်ကြီးမောင်အေးတို့ဆွေးနွေးတာကဒီအချက်3ချက်ဆွေးနွေးတယ်အချက်တစ်ချက်ကရခင်ဆောက်ခဲ့သူတွေကိုပြန်တာဝန်ပေးမယ်ဆိုတာပါတယ်ဒါပေမဲ့ဒီနေ့သတင်းမီဒီယာတွေမှာပြည်အကြမ်းဖက်မီဒီယာတွေမှာရေးနေတာကြတော့အဲ့လိုမဟုတ်တော့လူပြည်တော်ကြီးဆောက်တော့ပါခဲ့သူတွေအကုန်လုံးပြန်ပြီးတော့စစ်တပ်ကပြန်ရော်ကြေးပေးပြီးဆောက်ခိုင်းတယ်ပြန်ပြီးတော့ဟိုတစ်ခါဆောက်ခိုင်းတဲ့ပုံစံမျိုးကြီးပြန်ပြီးတော့ဗျာခုနကပြောဂုတ်ဆွဲခေါ်ပြီးတော့မရအောင်မင်းတို့ဆောက်ခဲ့တာပြန်ဆောက်အဲ့လိုခိုင်းတဲ့မျိုးကြီးရေးတာတွေ့ရတယ်ဆိုကျွန်တော်နားလဲတာအဲ့လိုတော့မဟုတ်ဘူးဗျကျွန်တော်နားလဲအဲ့လိုမဟုတ်ဘူးဟိုသူ့မှာအချက်3ချက်ပါတယ်သတင်းတွေကြတော့ဇောင်းပေးရေးတဲ့ခါကျတော့ငလျင်တန်တင့်ပြီးပျက်စီးသွားတဲ့နေပြည်တော်ဆောက်တော့ဆောက်ခဲ့ကြတဲ့သူတွေကိုမင်းတို့ဆောက်တဲ့ဆောက်ပြီးပြတ်သွားတယ်မင်းတို့ချက်ချင်းပြန်ဆောက်ပြီး
ကုန်ကြစိတ်တွေမင်းတို့ပဲခံဆိုတဲ့ပုံစံမျိုးကြီးစုပုံခံခိုင်းပြီးစောက်ခိုင်းတဲ့သဘောမျိုးကြီးကိုဇောင်းပြီးရေးကြတော့ကိုယ်ကစဉ်းစားကြည့်လူတွေကြားမှာဘာပြင်သွားလဲဆိုတော့ဟာအိုးမင်းတို့လုံခဲ့နှစ်20ကျော်ကနှစ်20လောက်ဆောက်ကနှစ်20လောက်ဆောက်ခဲ့တဲ့ကိစ္စကိုငါတို့အခုမှလာပြီးတော့ပြောကြတယ်အခုမှငါတို့ပြန်လာဆောက်ခိုင်းတယ်ဒါကြီးကမသိတော့ဘူးဘာညာတင့်တော်တဲ့စသဖြင့်ညင်းပွားကြတယ်ဖြစ်ကုန်တာပေါ့တည်င်းကိုလူတွေရဲ့စိတ်ထဲမှာအထင်လွဲအောင်စကလုံးအသုံးလုံးလေးနဲ့ direction change ပလိုက်တယ်အဲ့ဒါမျိုးပေါ့နော် direction change ပြတာပေါ့နော်ဆိုတော့တခါကြောက်လဲဒီစကလုံးအသုံးလုံးတွေသိကြောက်စရာကောင်းပါတယ်ပြီးတော့မီဒီယာတွေဇောင်းပေးရေးသားမှုတွေသိကြောက်စရာကောင်းပါတယ်မလိုလားတဲ့ပြဿနာတွေတက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ပြဿနာတက်သွားနိုင်တယ်နောက်ဘယ်လိုထားပါဇောင်းပေးတဲ့စကလုံးတွေတန်ဖိုးတွေကြောက်စရာကောင်းတာကြီးကျွန်တော်ခင်ဗျားတို့ဥပမာလေးတစ်ခုပြပြမယ်နော်ဟာတလိုပဲမြင်အစ်လိုအစ်လိုမမြင်နဲ့နော်ဘာခေါ်လဲကျွန်တော်တို့နိုင်ငံမှာဒီဆရာဆိုရင်ဆရာလို့ခေါ်မဲ့ဆရာကြီးဘာလို့ကြီးထဲဘာလို့လေးစားတမှုနဲ့ဆရာဆိုရင်ဆရာကြီးဆရာမကြီးဆိုရင်ဆရာမဆိုရင်ဆရာမကြီးအဲ့လိုကြီးထဲအဲ့တော့မောင်တို့တယောက်ပေါ့ဗျာနော်မောင်တို့တယောက်ကသူဒေသတွေပြောတော့အော်သူတို့ကဘာလို့ဆရာမလို့ဘာလို့မခေါ်တာဆရာလို့ဘာလို့မခေါ်တာဘာလို့နောက်ကဆရာကြီးဆရာမကြီးဘာလို့ထဲတာလဲဆိုတော့နော်အဲ့လိုပြောတော့အော်အဲ့လိုဆိုခေါ်တော့ဒီကြီးဆိုတာလေးစားတန်ဖိုးထားမှုမြင့်မြတ်မှုတန်ဖိုးထားမှုဟောပြောတာရည်ညွှန်းတာပေါ့ဟောဒါဖုန်းကြီးဆိုလို့ရှိရင်လေဆရာတော်ပေါ့ဟုတ်သွားဆရာတော်ကြီးကြီးထဲတယ်ပေါ့ဆိုတော့ဘယ်ရမလဲပေါ့ဗျာနော်အဲ့တော့ဘယ်ရမလဲဒီကြီးထဲတာဒါပိုလေးစားတန်ဖိုးထားမှုပဲဆိုပြီးတော့တခါတည်းအိမ်လည်းပြန်ရောက်ကောသွားပြီးတန်းပြီးတော့မယားကြီးဆိုသွားပြန်ခေါ်တာစောက်ပြဿနာတက်ရောစားအဲ့တော့ပြဿနာတက်ကောဘာမှတော့ဆိုတော့တခါတည်းကြာရင်စကလုံးတွေကြောက်စရာကောင်းနေဟာပေါ့မခေါ်တဲ့နေရာပဲခေါ်တဲ့နေရာဆိုပြဿနာအဲ့ပြဿနာအဲ့တော့ကျွန်တော်တို့မြန်မာစာရဲ့နှစ်သာရတွေသိကြောက်ဖို့ကောင်းတယ်အခုတို့ကမီဒီယာတွေဇောင်းပေးထားလိုက်တာနေထိုင်နေကိုလိုဒိဗေတွေကထွက်ကိုဟိုအချက်၃ချက်ပြောထားတယ်မဆိုင်ဘူးကျွန်တော်၃မျိုးတွေ့ရဆိုတော့၃ချက်ထဲမှာတစ်ချက်ပါလာတာကရခင်ဆောက်ခဲ့သူတွေကိုပြန်လဲတာဝန်ပေးမယ်ပြန်တောင်းပေးတယ်ဆိုပြီးပဲပါတာရခင်ဆောက်ခဲ့သူတွေပြန်ဆောက်ပေးရမယ်လို့ပြောတာမဟုတ်ဘူးပြန်ဆောက်စကလုံးတွေမတူဘူးအဲ့ဒါကိုချို့ကကောက်ချက်ဆွဲတာမျိုးစုံပေါ့ဗျာကျွန်တော်တို့လည်းတစ်ခါကြောက်လည်းလိုက်ပြီးပြောရတာရှုပ်တာပေါ့နော်ဆိုတော့တာဝန်ပေးတာဒီညပြန်ဆောက်ဆိုအဲ့ဒါပေးတာနော်ဆိုတော့ဒီညမှာနေပြီးတော့ဆောက်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ကျွန်တော်ကဟိုရက်ကပြောတယ်ဘယ်သူတွေပေါ့ဗျာအဲ့လိုနာမည်တက်ပြောတာပေါ့တက်ပြောတယ်ကုမ္ပဏီတွေပေါ့ဗျာဥပမာထားပါတော့ကျွန်တော်နာမည်ကုမ္ပဏီတွေပြောတယ်အဲ့မှာကုမ္ပဏီအများကြီးတဲ့ပထမဆုံးနေပြောတဲ့ကုမ္ပဏီမှာ KBZ အုပ်စုကသူတို့အုပ်စုသူတို့မပါဘူးဆိုတော့သူတို့ပြန်ပြောတယ်မပါဘူးသူတို့မဆောက်ခဲ့ဘူးနောက်တစ်ခါဗရမ ्या နဂါဦးလေးကိုထွန်းတို့အုပ်စုကလည်းသူတို့မဆောက်ခဲ့ဘူးလို့ပြောတယ်အခုအဲ့လိုပဲနောက်တစ်ဖွဲ့ထပ်ပြောလာတယ် IGE ပေါ့ IGE အုပ်စုကလည်းသူတို့လည်းမဆောက်ခဲ့ဘူးတဲ့နေပြီးတော့ဆောက်တာအဲ့ဒီဟိုဟာတွေသူတို့မဆောက်သူတို့ကဆောက်တာ Safari ဥယျာဉ်တို့ဘာလို့ညာတို့ပေါ့ဗျာဒီတိရစ္ဆာန်ဥယျာဉ်တွေအဲ့ဒါတွေပဲသူဆောက်ခဲ့တာအဲ့ဒါဟိုဟာတွေသူတို့ဒီဝိုင်းမပါဘူးပေါ့နေပြီးတော့ရှိအဓိကဟိုဟာတွေသူတို့မဆောက်ဘူးပေါ့ဆောက်မှုသူပြောတယ်ဆိုတော့ဒါသူတို့ပြောရဆိုရင်သူတို့မပါဘူးပေါ့ဗျာဒါပေမဲ့ပါတယ်လို့ပြောလို့ရတဲ့ကုမ္ပဏီတွေအများပြားရှိတာပေါ့အဲ့မှာနာမည်ကြီးဆုံးကတော့အားလုံးသိတဲ့အတိုင်း ACE ကတော့နာမည်ကြီးဆုံးပဲဒီပွဲမှာနာမည်ကြီးဆုံး ACE ပဲနှစ်20ကျော်ကြာကြီးမှာတကြော့ပြန်နာမည်ကြီးတာ ACE ကနော်နှစ်20ကြာကြီးတကြော့ပြန်ကြီးတာဘာလို့ ACE ကတော့လွတ်တော်ကြီးဗျာလွတ်တော်ကြီးဆိုတော့လွတ်တော်ကြီးဆောက်ခဲ့ရတော့တာဝန်ကြီးတာပေါ့ဗျာတာဝန်ကြီးတော့အခုဖြစ်ကောတာဝန်ပိုကြီးပြီးနာမည်ပါကြီးသွားတယ်သူကျန်တဲ့ကုမ္ပဏီလည်းပါပါတယ်အများကြီးပဲကျွန်တော်တို့ပြောတဲ့အတိုင်းပဲဟိုကျွန်တော်တို့သိရတော့ပေါ့နော်ဒီနိုင်ငံမှာရှိတဲ့ဆောက်လုပ်ရေးလောကနဲ့လုပ်ငန်းရှင်အကြီးစားကြီးတွေကြောက်မလွတ်ဘူးဗျမလွတ်ဘူးဟိုတက်လိုင်းဥရှင်ဝင်းတို့လည်းလွတ်မဲ့ပုံမပေါ်ဘူးနော်ဥယျာဉ်ဝင်းတို့လည်းလွတ်မဲ့ပုံမပေါ်ဘူးဥအိုက်ထုံးတို့လည်းမလွတ်မပေါ်ဘူးဥစော်တို့လည်းမပေါ်လွတ်မဲ့ပုံမပေါ်ဘူးနောက်ဒီဘာခေါ်လဲဆိုတော့ဒီဟိုရှင်းဦးမှာဥချစ်ခိုင်လည်းမလွတ်ဘူးစသဖြင့်ပေါ့ဗျာလုပ်ငန်းရှင်တွေအများကြီးပဲမလွတ်ကြဘူးပေါ့ဆိုတော့တို့အဲ့မှာအများကြီးရခဲ့ကြတယ်ဒါပေမဲ့နေပြည်တော်ကြီးဆောက်တဲ့အခါမှာလူတွေမသိတဲ့တစ်ချက်ရှိတယ်သတိမထားမိတဲ့ချက်ပေါ့သတိမထားမိမသိအောင်သတိမထားမိတာထားပါတော့ကျွန်တော်ကဥပသူပေါ့ဗျာနာမည်ကြီးတထေးကြီးပေါ့ဥပသူပေါ့ကျွန်တော်ကိုမင်းကတော့လူကြီးတွေကဦးတန်းရွှေကြီးတို့နဲ့လူကြီးတွေကမင်းကဘယ်ဝင်ကြီးနိုင်အိမ်ရအလုံးဘယ်နှလုံးမင်းဆောက်တောင်းပေးလိုက်ကျွန်တော်အဲ့ဒါကြီးကြိုက်ပြီးတော့ဟုတ်ကဲ့ခင်ဗျာဆောက်ကျွန်တော်ဆောက်ခွင့်ရပါတယ်ကျွန်တော်စာချုပ်ရဆောက်ခွင့်စာချုပ်ရတော့ရတဲ့ခါမှာကျွန်တော်ဆောက်လေးဖွဲ့တွေခေါ်လိုက်ခေါ်ပြီးတော့ရတယ်မင်းတို့ဆောက်ဆိုဒါပေမဲ့ तू ကအဲ့လိုကိုယ့်ရဲ့တကယ်ဆောက်လေးကုမ္ပဏီနဲ့ तू ကဆောက်တယ်လို့တချို့ကြတော့လည်းအချိန်မီပြီးကျင်တော့ contract ပြန် sub contract ပြန်ပေးတယ် sub contract ပြန်ပေးလိုက်တယ် sub contract ဆိုတာကကျွန်တော်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အောက်ကနေပြီးတော့နောက်တစ်ယောက်ကို तू ကကျွန်တော်ကဒါကို3000တန် project ကို3000လို့ကျွန်တော်ယူပြီးဆောက်လိုက်တယ်အောက်ကိုမင်းက3900နဲ့ရအောင်ဆောက်ပြီဆိုတော့အဲ့မှာ sub contract ပြန်ပေးတယ်အဲ့ sub contract ကုမ္ပဏီကလည်းသူ့မှာတချို့ဘာတွေမရှိရင်နောက်ထပ် sub contract ကိုထပ်ခေါ်တယ်အဲ့တော့3000လောက်ဖြစ်သွားပြီးတော့မင်းတယောက်က1000နဲ့ယူလာတယ်9000နဲ့မင်းဆောက်ပြီလို့ပြောတယ်နောက်တစ်ယောက်ကမင်းကလည်းငါမင်း8000နဲ့ဆောက်ပြီပြောတယ်အဲ့မှာနောက်ဆုံးမှာတကယ်ဆောက်ရမယ်ဟာနဲ့မဟုတ်တော့ဘဲနဲ့ဈေးတွေကတဖြည်းဖြည်းနဲ့အောက်ကိုဆင့်ဆင့်လာတယ် contract ကဓာတ်ရိုက်မှုတော့ပဲနဲ့ contract sub contract ရဲ့နောက်က sub contract ထပ်ဖြစ်သွားတာအဲ့လိုပုံစံမျိုးနဲ့ဆောက်ခဲ့ကြတဲ့ဇာတ်လမ်းတွေလည်းရှိအဲ့လိုဇာတ်လမ်းတွေရှိဆိုတော့ပြောရရင်တော့နာမည်ကြီးကုမ္ပဏီတစ်ခုကသူ့ရဲ့ construction အုပ်စုနဲ့သူဆောက်နိုင်တာက10လုံးပဲဆောက်နိုင်တယ်ဒါပေမဲ့သူယူထားအလုံး20ဆိုရင်နောက်အလုံး20ကို
နောက်တစ်ဆယ်လုံးတော့တခြားလူစက်ကရပြန်ပေးရတယ်အဲ့မှာအဲ့လိုဇလန်နေရှိတယ်ဒါကြောင့် quality မမီဘူးအဲ့ခေတ်အဲ့ကာလမှာအမြန်ပေးရမယ်ဆိုတဲ့သဘောထားမှတ်ချက်တွေနဲ့အမြန်ဆန်လုပ်ရမယ်ကိစ္စတွေကြောင့် quality ကို engineer quality မမီဘူးအဲ့တော့ engineer တွေကလည်းပေါ့ပြလုပ်ခဲ့ကြတယ်ဆောက်လို့ရေးသမားတွေကလည်းပေါ့ပြလုပ်ခဲ့ကြတယ်တချို့ဘာလို့လက်သမားနဲ့ဆောက် engineer ရဲ့ကြီးကြပ်မှုသူလာပြောတယ် engineer လာကြည့်တယ်ပြီးပြန်သွားတယ်တနေ့လုံးထိုင်ကြည့်နေမှာမဟုတ်ဘူးအဲ့မှာတန်ဘီလက်မြေအုတ်တဲကြောက်သုံးတာတွေအစားဖြစ်ကလန်သုံးပုံတဲလည်းဖြစ်ကလန်တဲကောက်ထဲအထက်ရေလည်းဖြစ်ကလန်ရေသုံးအဲ့ချော်တဲ့ကဘီလက်မြေချော်တဲ့ကမှာတဲကြီးတဲလည်းဖြစ်ကလန်သုံးတယ်ရေလည်းဖြစ်ကလန်သုံးတယ်ကြောက်လည်းစစ်ကြမသုံးဘူးအဲ့တော့ဘီလက်မြေကိုလည်း quality မီမသိဘူးအဲ့မှာရောပြီးထုံးကြဘီလက်မြေဆိုလည်းခင်ဗျာအတူတွေနဲ့အဝိုင်းနဲ့ရောချိုးသားမှမီလိုက်ရော quality မီလိုက်ရောတော့အဲ့အစာအုပ်တွေခံနိုင်ဝန်တွေကကန့်ဖြစ်လာတယ်ဒီလိုငလင်လဲလို့ကောခုနငကိုးကလေးကဟိုလဲကျင်သလိုပြင်းကျင်သလိုဖြစ်နေတဲ့အစာအုပ်တွေကတညွန့်လေးနဲ့တို့ရတာပြူသွားဆိုပြီးတို့တိုက်ဆိုင်တော့တို့ဟိုထန်းသီးကျွေးခိုင်းနေကြီးနှင်းခိုင်းနေတဲ့တိုးတယ်သွားတာအဲ့လိုဖြစ်ကုန်အဲ့တော့ဒါကြီးကသင်္ကန်းသာယူလို့အဲ့လိုကြားကြောင်ကျွန်တော်ပြောတယ်အဲ့ဒီတော့ဆောက်ခဲ့တဲ့ကုမ္ပဏီတွေမှားတယ်လို့လည်းကျွန်တော်မပြောလို့ဘူးပြောလည်းမပြောချင်တော့ဘူးဘာလို့ဆိုပြီးတာလည်းပြီးသွားကမှကျွန်တော်မှားတယ်လို့ခုမှဖြစ်တော့မှလက်ညှိုးတွားထိုးလဲထိုးတာပဲဖတ်တယ်အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီဖြစ်စဉ်တွေကိုသင်္ကန်းသာယူကြတယ်မောင်ဆောက်မဲ့ဆောက်တိုင်းမှာသင်္ကန်းသာယူကြဖို့အခုနိုင်ငံတော်ကပြန်ပြီးဆောက်ခိုင်းတယ်အဲ့တော့ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကမင်းတို့လည်းတာဝန်ယူဆိုပြီးပြန်ဆောက်ခိုင်းတယ်ဒါပေမဲ့တေချာတာကတော့အဲ့တော့ချုပ်ခဲ့တဲ့စာချုပ်တွေရှိတယ်တချို့ကုမ္ပဏီတွေစာချုပ်အကြီးကြီးချုပ်မှာပေါ့ဗျာကျွန်တော်ဆောက်ဦးကနှစ်ဘယ်လောက်အမှခံပါတယ်သူချုပ်ခဲ့ရင်တော့အဲ့လူတွေကိုပုံနာတယ်အဲ့လူတွေပုံနာတယ်ငလင်တန်းဘယ်လောက်ကိုကျွန်တော်ကလုပ်ထားပါတယ်ဆိုပြီးစကကြီးစကကြီးတွေစာချုပ်ချုပ်ခဲ့ရင်တော့အဲ့လူတွေနာအဲ့လူတွေမဟုတ်တဲ့ရှင်တာမန်ဆောက်ခဲ့တဲ့လူတွေကတော့ကျွန်တော်ဟုတ်ကဲ့ပြန်တော့ဆောက်ယူပါမယ်ဒါပေမဲ့ကျွန်တော်တို့ခက်ကလည်းပေါက်စင်းနဲ့ကျွန်တော်တင့်တော်တို့ကျွန်တော်တို့တင့်တော်လုပ်ပြပါဘာလို့ design structure တွေသူတို့မှမရှိတာတချို့အဆောက်အဦတွေ design structure တွေမရှိတော့တချို့ကုမ္ပဏီဆိုရင်ပြက်သွားဖြတ်လိုက်တဲ့ကုမ္ပဏီလည်းအများကြီးပဲဆိုတော့ design structure မရှိတော့တာမန်အင်္ဂလိပ်လေးဆောက်ရင်တော့ design structure ရှိရတယ်ဆိုတော့အခုတကယ်အကြီးသားရေးဆောက်ရင် design structure တွေမရှိတော့တချို့ကုမ္ပဏီမရှိတော့တချို့ကဖြတ်လိုက်အဲ့လိုဇာတ်လမ်းတွေရှိတော့ဒီဒါကြောင့်မလဲစီမင်းနဲ့ပြန်ဆက်သွယ်ပါလို့ပြန်ခေါ်ရတယ်အဲ့လိုဒီခေါ်ရတယ်တချို့ပျောက်သွားလို့ခေါ်ရတယ်အဲ့လိုဖြစ်ဆိုတော့ပြန်ဆောက်ခွင့်ရမယ့်ကုမ္ပဏီတွေအဲ့ဒီတော့ဆောက်ခဲ့တဲ့လူတွေပြန်တော့ဆောက်ကြရလိမ့်မယ်ဒါပေမဲ့သူတို့ကလည်းနိုင်ငံတော်နစ်နာဆိုတာလုံးမှာတော့မဟုတ်ဘူးကျွန်တော်အမြင်ပြောတာဒီနစ်နာဆိုတာလုံးလို့ယူဆောက်သူတို့ကတော့မင်းအဲ့တော့ဆောက်ခဲ့တာဘယ်လိုဆောက်ခဲ့လဲအခုဒါကြီးဆောက်ပြီခုကာလာပေါင်းစင်းနေတော့ရအောင်ဆောက်ဒီ quality မျိုးအောင်ဆောက်မင်းအမြတ်ဆုံးကိုနည်းနည်းပဲယူတော့တော့မဟုတ်အမြတ်ဆုံးအရင်စတော့မရအောင်ဆောက်ဒါမျိုးသူအစိုးရညှိနှိုင်းအစိုးရသူတို့ညှိကြမှာပေါ့ဗျာပေါ်နေတယ်ညှိကြမှာပေါ့ညှိပြီးတော့လုပ်ကြလို့သဘောရှိတယ်ရှိသမျှပြီးခဲ့တဲ့ဆောက်ခဲ့လို့ရအောင်မင်းတော်တော်ကြီးဆောက်ခဲ့တယ်ကောမင်းပြန်ဆောက်ပြီးမင်းပတ်စံတစ်ချက်မှမပြီးအခုပြန်ဆောက်ပြီးလို့ဆိုတာမျိုးအမိန်ပေးမှလားဆိုတော့အဲ့တလောက်ထိတော့ဒီ NASA အစိုးရရက်ဆက်လိမ့်မယ်လို့ကျွန်တော်မမြင်ဘူးလုပ်လိမ့်မယ်လို့မထင်ဘူးသူဒီသေချာစဉ်းစားပြင်ဆင်တတ်တယ်တာဝန်ပြန်ယူခိုင်းတာပေါ့မင်းလုပ်ခဲ့တဲ့တာဝန်ပြန်ယူခက်ကာလာနဲ့လျော်ကြီးတဲ့ဈေးတစ်ခုနဲ့မင်းအများဆုံးမတင်နဲ့တော့မင်းဖြောင်းထားတဲ့ဆောက်ပြီးမင်းတွက်တယ်ဘယ်လောက်လဲလက်ရှိပေါက်စီဘယ်လောက်လဲ1 square feet မှာမင်းဘယ်လောက်ရှိမှာလဲဘယ်လိုတွက်ဘယ်လောက် quality ဖြစ်မှာလဲငလင်ဘယ်လောက်အတွက်မင်းအဲ့ဒါကြောင်းဆောက်ဒါပေမဲ့ဒီတစ်ခေါက်မင်းမရရင်တော့မင်းထောင်နေနောက်တစ်ခေါက်ကျရင်မင်းတာသမီးမိမိတွေထောင်ရအောင်ပိုင်ဆိုင်ကအကုန်သိခံမယ်ဆိုတာမျိုးဒီပြန်ကိုင်ဟောအဲ့လိုလုပ်လို့နော်ဆိုတော့အဲ့တော့မူလရုံးဌာနအဆောက်အဦတွေပါရင်ညာတွေအကုန်ပြန်ဆောက်ဖို့တော့အချက်3ချက်ထွက်လာတယ်လို့ခုနပြောတယ်အဲ့မှာတစ်ချက်ကမူလဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပြန်ပေးတာမျိုးလို့ပြောတယ်နော်မူလဆောက်ခဲ့တဲ့ကုမ္ပဏီကိုတာဝန်ပြန်ပေးတာဆိုတစ်ချက်နော်မူလဆောက်ခဲ့တဲ့ကုမ္ပဏီကိုပြန်ဆောက်ခိုင်းတာမဟုတ်ဘူးနော်တာဝန်ပေးတာစကလုံးမတူဘူးအဲ့ဒါလေးနည်းနည်းလေးသတိထားဖို့ခုနဟိုဆရာကြီးဆရာမကြီးဆရာတော်ဘုရားကြီးနဲ့မယားကြီးဆိုတဲ့ပြဿနာတက်တယ်လို့မျိုးပဲเนาะအကုန်ရှုပ်ကုန်မှာဇလန်အဲ့တော့တချို့မီဒီယာတွေရဲ့ဟိုဟာတွေရဲ့ရည်ရွယ်ချက်တွေကမကောင်းဘူးပေါ့ဗျာပြောဖို့ဆိုပေါ့အဲ့တော့အခုသက်ဆိုင်ရာနောက်တစ်ခုကဒုတိယတစ်ချက်ကသက်ဆိုင်ရာဝန်ကြီးဌာနများမှာတိစောက်ရေးလုပ်ငန်းတွေကိုလက်ရှိဆောင်ရွက်နေတဲ့ကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းเนาะဆိုတော့သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာရှိတဲ့တိစောက်ရေးလုပ်ငန်းတွေမှာလက်ရှိတာဝန်ပေးနေတဲ့ကုမ္ပဏီတွေရှိတယ်အဲ့ကုမ္ပဏီတွေကိုဆောက်လက်ရှိဆောက်နေတဲ့သူတို့နဲ့တွဲဆောက်နေတဲ့ကုမ္ပဏီရှိတယ်ဗျာဒါဝန်ကြီးဌာနတွေမှာဝန်ကြီးဌာန A ဆိုရှိထားပါတော့ A ပဲထားပါတော့အဲ့ A ကသူကဘယ်ကိုဆောက်လေးကုမ္ပဏီနဲ့သူ့ရဲ့ဘာလေးဆောက်တယ်ညာလေးဆောက်တယ်အဲ့ဒါရှိတဲ့အတွက်ဆောက်နေတာရှိလက်ရှိဆောက်နေတွဲပြီးလုပ်နေရှိတယ်အဲ့လူတွေကိုပဲထပ်ပြီးတော့နောက်ထပ်ဒီလိုဆောက်တဲ့အောင်ပြန်တာဝန်ပေးတာဘာလို့ဆိုမြန်ဆန်ပြီးစေချင်တာတာဝန်ပေးခြင်းနောက်တစ်ခုကအင်ဂျင်နီယာအသင်း3သင်းကနေတတ်မှတ်ထောက်ခံပေးထားတဲ့ကုမ္ပဏီများကိုတာဝန်ပေးဆောင်ရခြင်းဆိုတဲ့ဒီလန်3မျိုးရတယ်လို့သူပြောတယ်ဆိုတော့ကဲပြောခင်ဗျားတို့အဲ့ပြင်ရရေးနေတဲ့အတိုင်းမူလဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုပြန်ပြီးတော့ဂုတ်ဆွဲပြီးတော့မင်းပြန်ဆောက်ပြီးလို့အတင်းခိုင်းတာလားဒါမှမဟုတ်သူတို့ပြန်တာဝန်ပေးပြီးတော့ခင်ဗျားတို့မူလဆောက်ခဲ့တဲ့ structure design ခင်ဗျားတို့မှာရှိတယ်အဲ့ဒါကိုပိုကောင်းအောင်ခုငလျင်နဲ့ခံနိုင်အောင်ပို့ပြီးတော့ဆောက်ကြဆိုပြီးတော့ပတ်စံမပေးပဲခိုင်းမယ်လို့ထင်လို့လားတင့်တော်တဲ့နှုတ်ထားတစ်ခုတော့ပြန်ပေးပါလိမ့်မယ်နိုင်ငံတော်ကအဲ့လောက်ထိမလုပ်ပါဘူးဗျာဘယ်ခင်ဗျာကိုနိုင်ငံသားလုပ်ငန်းရှင်တွေကိုနိုင်ငံတော်အနေနဲ့အဲ့လောက်ထိရက်ဆက်တဲ့အလုပ်ပြီးတော့မလုပ်တော့ဘူးလို့ကျွန်တော်ကောက်ချက်ချတယ်ဒါကြောင့်မို့လို့ဒီဟာကြီးကအရန်စိုးရိမ်စရာမလိုဘူးတစ်ဖက်ကမီဒီယာတွေဝါဒဖြန့်နိုင်လဲကြောက်စရာမဟုတ်ဘူးတချို့ကိစ္စတွေတချို့လုပ်ငန်းရှင်တွေသဘောပေါက်ပြီးသားပါတချို့လုပ်ငန်းရှင်ကြီးတယ်သဘောပေါက်တယ်အဲ့တော့ဟိုသဘောပေါက်ပြီးတဲ့အပြင်အရင်တော့မလုပ်ဖဲနေခဲ့တာတော့အခုပြန်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းပြန်လုပ်ရတော့မယ်ဆိုတဲ့ပုံစံမျိုးတွေပြန်ဖြစ်လာကြလိမ့်မယ်ဆိုတော့အရင်တော့ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဖို့မလုပ်ရဘူးဗျာအခုလုပ်ရတယ်လုပ်ခွင့်ပြန်ရလာတယ်ခွင့်လန်းနေပြန်ရလာနိုင်တယ်ဒီကနေပြီးတော့
သူတို့တကယ်ကိုလူကြီးတွေယုံကြည်စိတ်ချလောက်တဲ့အရေးချင်းမျိုးတွေလုပ်ပြခဲ့မယ်ဆိုရင်နောင်လာမဲ့ဆောက်လေလုပ်ငန်းခွင်နဲ့ project တွေတော်တော်များများလဲသူတို့တွေပြန်ရနိုင်ရှိတယ်ဘာလို့နိုင်ငံတော်ကဒီနိုင်ငံဘာမှမလုပ်ရသေးဘူးဒီနိုင်ငံဘာမှမလုပ်ရသေးဘူးเนาะအဲ့တော့အများကြီးလုပ်ဆရာရှိသေးတယ်ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ကဏ္ဍ develop လုပ်ဆရာအများကြီးကြံသေးတယ်အဲ့တော့အဲ့လို develop လုပ်ဆရာအများကြီးတွေ project များစွာတွေရှိတယ် project များစွာတွေမှာဒီနေ့အခင်းချင်းကိုပြန်ပြီးတော့အစွမ်းစာပြခဲ့ရင်နောင်လာမဲ့ project ကြီးစားတွေမှာတို့တွေပါဝင်ခွင့်ပြန်ရလာနိုင်ရရှိတယ်ဒါကြောင့်မို့လို့နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးတွေမှာဒါရခင်လုပ်ခဲ့သူတွေရောယခုလုပ်နေရသူရောနောက်လာမဲ့လုပ်မဲ့သူတွေရောအကုန်လုံးဟာစီးနဲ့ကန်းနဲ့စနစ်နဲ့ကိုယ့်ရဲ့ဒီစံတန်ဖိုးတွေကိုပြသကြဖို့လိုတယ်လို့ပဲကျွန်တော်တိုက်တွန်းချင်တယ်เนาะအဲ့တော့စိုးရင်မနေကြပါနဲ့အေးရေးလည်းအရင်ပြတ်မနေကြပါနဲ့တချို့တွေเนาะထွက်ပြေးဖို့လည်းမပြင်းကြပါနဲ့အေးစစ်နေလို့ရပါတယ်ဘာမှမဖြစ်ဘူးလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်เนาะဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုလည်းအခုနိုင်ငံတော်ကဒလဟောနီးပါးမဟုတ်တော့ဘူးတော်တော်များများပေါ့ရောဖြည်းဖြည်းရှော့နီးနဲ့တင်သွင်းခွင့်ပေးဖို့စပြီးတော့အဆုံးဖြတ်ချက်ချထားပြီးလို့ကျွန်တော်ကြားရတယ်အဲ့တော့ဆောက်လုပ်ရေးပစ္စည်းတွေကလည်းဒီလွယ်လွယ်ကူကူနဲ့မြန်ဆန်တွန်းလာပါလိမ့်မယ်နိုင်ငံခြားငွေကန့်သက်ချက်တွေလည်းတင်းတင်းမှမရှိဘဲနဲ့ဝင်လာလိမ့်မယ်လို့ကျွန်တော်တို့ကြားပါတယ်နိုင်ငံတော်အနေနဲ့မူဝါဒသူတို့လည်းစဉ်းစားနေပါတော့နေပြည်တော်ကြီးပြန်လဲတည်ဆောက်ရေးအများကြီးလောက်ဘီလီယံပေါင်းများစွာကုန်တယ်ဒေါ်လာ1ဘီလီယံမကဘူး2ဘီလီယံမကဘူး3ဘီလီယံမကဘူးနေပြည်တော်ရဲ့မူလအခြေအနေပြောင်းဖို့အတွက်ကုန်ကျစရိတ်ကဒေါ်လာ10မန်းဒေါ်လာ10ဘီလီယံဒီတော့ရှိတော့တယ်ကျော်ရင်အောင်ကျော်သွားနေတာရော့တယ်တော့မရှိဘူးเนาะဘာလို့ဆိုကဲအဆောက်အဦတစ်လုံးစောက်ကြည့်မနေဘူးကုန်ကျစရိတ်ကနော်ဒေါ်လာ10ပေါင်းများစွာကုန်တယ်အဲ့တော့ဒေါ်လာ10ပေါင်းများစွာကုန်တယ်အဆောက်အဦများစွာပျက်စီးသွားတယ်တော်တော်လို့ဟာလူကြီးဆိုရင်နေရာမဟုတ်ပြန်ဆောက်အောင်မကြီးပဲနေရာသမရအိတ်တော်ပြန်လို့ရမယ်နော်ဆိုပျက်စီးသွားတဲ့လမ်းတွေရေပေးဝေးစနစ်အကုန်လုံးတခြားပြတ်တော့ဆယ်ရီပြန်ပတ်ချာတော့ကြောက်ပါဘူးအဲ့တော့ကျွန်တော်ကခံမှန်းထားဒါနိုင်ငံတော်ကမတွက်တာကျွန်တော်တို့မကောက်တွက်တာပေါ့နော်ဆိုတော့ဒါတစ်ချက်ဆိုတော့ဒါလေးကဟုတ်ပြီတာပါနောက်တော့နောက်တစ်ခုကတော့ဒီနေပြည်တော်တဲ့ပတ်သက်ပြီးဆောက်လို့ပြန်နေဒီဆောက်ရတဲ့နေရဝန်ထမ်းအင်အားတွေဆိုရင်လက်ရှိရှိတဲ့အဆောက်အဦတွေပြန်ပြီးတော့ပြန်ဆောက်တာမလုပ်တော့ဘဲနဲ့အဲ့ဒီရှိတဲ့အဆောက်အဦတွေကိုနောက်ပိုင်းမှာနိုင်ငံတကာကိုပြဖို့တကယ်ငလင်းအထိမ့်မှတ်ပြဖို့ဟာတွေဖြစ်နေသူထားကောင်းထားလိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းချင်ပါတယ်ပြီးတော့နေရာအသစ်တွေမြေနေရာအသစ်တွေပေးလိမ့်မယ်လို့ယူဆပါတယ်မြေနေရာအသစ်တွေပေးပြီးတော့အဲ့မြေနေရာအသစ်တွေပေါ်မှာနှစ်ထပ်တိုက်ကလေးတွေပေါ့နှစ်ထပ်လေးတွေဆောက်မယ်နှစ်ထပ်ဆောက်မယ်လို့ကျွန်တော်တို့ခံမှန်းထားနှစ်ထပ်ဆောက်လိမ့်မယ်ခံမှန်းတယ်လို့မှတ်ပါနော်သတင်းလို့မမှတ်နဲ့ခံမှန်းတယ်သတင်းရတာလို့ပြောနေမှာဆိုလို့သတင်းရတာထင်ပြီးပြောင်းသွားမှာဆိုလို့နှစ်ထပ်ဆောက်လိမ့်မယ်နှစ်ထပ်ကမှနှစ်ထပ်ဆောက်ပြီးတော့နှစ်ထပ်ကမှတော့မြေနေရာတက်ကြတာပေးလိမ့်မယ်အဲ့9နေရာရှာထားရလို့ကျွန်တော်သိရတယ်ဆိုတော့နောက်တစ်ခုကနိုင်ငံတော်အနေနဲ့ကျွန်တော်ကနိုင်ငံတော်ထပ်ပြီးချက်ပြီးနေတာကနိုင်ငံဝန်ထမ်းတွေနဲ့ပတ်သက်ရင်ညီပေးဖို့တိုက်တွန်းပါတယ်ပုံမတိုက်ခန်းပေးဖို့တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့အခုဂျားကာလာတွေမှာမရလိုက်တာဝန်ထမ်းတွေအများကြီးရှိတယ်ဟိုကအရင်တော့ဆိုရင်ညှို့မှုနဲ့အထက်တွေဟိုပေးတယ်ဆိုတဲ့အချိန်မှာတချို့တွေကညှို့မှုမဖြစ်သေးလို့မရလိုက်ဘူးပေါ့နော်အော်အဲ့ဒါပြီးသွားအခုကညှို့မှုတွေမပါအောက်ကလက်ထောက်ညှို့မှုနဲ့အောက်ပိုင်းကိုပေးမယ်လို့လည်းဆုံးဖြတ်ကောအလဲကောင်မှဒုညှို့နဲ့ညှို့မှုတွေကခုမှညှို့မှုဖြစ်တဲ့ကောင်တွေကညှို့မှုအဆင့်ဖြစ်တဲ့လူတွေကအခုကြောင့်မရတော့အဲ့လိုဇာတ်လမ်းတွေလည်းရှိတယ်ပိုင်ရဆိုင်တွေကျွမ်းကျင်တဲ့လူတွေကတော့အများကြီးရတာပေါ့ဗျာလွတ်တက်ပဲနဲ့ဒီလူကြီးနဲ့ပတ်သက်တော့ရတာပဲတာမန်ခုနအေးစင်းရတဲ့ညှို့မှုတွေကြဒုက္ခရောက်မရလူအများကြီးလို့ကြားတယ်နောက်တစ်ခုကဒုညှို့မှုအောက်ညှို့မှုကြံခဲ့တဲ့ညှို့မှုချုံနဲ့ဟိုဘက်မှာပါတီမှာပါအလဲကောင်မှဂျာညက်သွားတဲ့ညှို့မှုချုံနဲ့အောက်ကဒီယာထမ်းပေါ့နော်လွတ်သက်10နှစ်နဲ့ထက်ယာထမ်းဝင်နေတယ်သူတို့နဲ့လျော်ညီတဲ့တိုက်ခန်းတွေမြေတွေချပေးတာမျိုးနိုင်ငံတော်နဲ့လုပ်ဖို့တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်သက်ဆိုင်အမှုနဲ့တင်တယ်နော်နေပြည်တော်မှာပေးလို့ရသလိုသက်ဆိုင်အသူတာဝန်ထမ်းဆောင်အမှုတွေမှာမြေလေးတွေပေးဖို့တင်တယ်လို့တိုက်တွန်းချင်ပါတယ်သက်ဆိုင်အမှုနဲ့တိုက်တွန်းကြည့်ပြီးတော့တိုက်တွန်းကြည့်တယ်ပေါ့နော်ပေးဖို့တင်တယ်တိုက်တွန်းချင်တယ်အဲ့တော့နိုင်ငံတော်တာဝန်ထမ်းဆောင်ထားတာသူတို့ခင်ဗျာတကယ်နားတဲ့အခါကျရင်နိုင်ငံတော်ကျေးဇူးနိုင်ငံတော်ရဲ့ဟိုဘာခေါ်လို့ဆိုအတိမပြုမှုနဲ့နိုင်ငံတော်သူတို့အနေနဲ့ကျေးဇူးတင်ကျင်သွားပါလိမ့်မယ်အဲ့ဒါလေးနိုင်ငံတော်အတိမပြုရင်နိုင်ငံတော်သူတို့ကျေးဇူးပြန်တင်သွားကြပါလိမ့်မယ်ဒါလည်းနိုင်ငံတော်အနေနဲ့ထည့်စဉ်းစားဖို့တော့ကျွန်တော်တိုက်တွန်းပါတယ်ဒါလေးကြုံလို့ထည့်ပြောတာပေါ့နော်ဆိုတော့ဒါတစ်ချက်ပေါ့ဆိုတော့ငလင်ကိစ္စရင်တော်တော်ရှည်သွားတယ်ပေါ့နော်ရှည်သွားတော့ကျွန်တော်ဒီနေ့ဘာပြောမလဲဆိုတော့SSPP နဲ့ MNDAA ကိစ္စလေးကြော်လိုက်ကြတာပေါ့နော် SSPP နဲ့ MNDAA ကိစ္စ SSPP နဲ့ MNDAA ကပြီးခဲ့တဲ့ရက်ပိုင်းကခြားကြစောကြတယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောပြပါပြီဖြစ်တဲ့ပုတ်တိုက်မှုတွေဖြစ်တယ်လို့ကျွန်တော်ပြောပြပါပြီအခု SSPP ဘက်ကချင်းချချက်တစ်စောင်ထွက်လာတယ်နော်ဒီ April 30ရက်ဆိုရင်ထွက်လာတယ်အဲ့ဒါဘာလဲဆိုတော့ SSPP ကတဲ့ MNDAA တို့ကလက်တွဲ SSPP နဲ့ MNDAA တို့ကတဲ့လက်တွဲပေါ်ဒေါ်လာရေးအဖွဲ့အစည်းတွေအဖြစ်နှစ်ပေါင်း10စုနှစ်ချီအတူတူရှိခဲ့ပါတယ်တဲ့နော်အဲ့တော့10စစ်ရေးဒုတိယပိုင်းရစပြီး SSPP အုပ်ချုပ်ရေးနယ်မြေတွေကိုတဲ့ဖြတ်တန်းလာခဲ့တဲ့ MNDAA ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ SSPP အောက်ခြေတပ်တွေကဘာသာစကားပေါက်ကြားမှုအားနည်းခြင်းနဲ့ SSPP နယ်မြေတွေမှာ MNDAA တပ်ဖွဲ့ဝင်များဖြတ်တန်းသွားလာမှုကို MNDAA ဘိုးကတရားဝင်အကြောင်းကြားမှုအားနည်းခြင်းတို့ကြောင့်တဲ့နှစ်ဖက်အောက်ခြေတပ်များမကြေမချမ်းဖြစ်ကားတဲ့ April 28-29 ရက်များမှာမလိုလားတဲ့ရုပ်ဆိုးကြီးတဲ့ထိတိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်တဲ့ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကပြောတာတွေကိုသူတို့မငင်းတာတော့ဒါမှန်တယ်လို့သူဝန်ခံပေးတာပဲနော်သူတို့ပြီးခဲ့တဲ့ထိတဲ့ပုတ်တိတ်မှုတွေဖြစ်တယ်အရင်တော့ဆိုရင်မရှိပါဘူးဘာညာငင်းလို့ကိုကမရဘူးသူတို့ငင်းလို့မရတော့ဖြစ်လာတယ်နော်ဖြစ်ပွားခဲ့တယ်ပေါ့ဗျာအဲ့တော့
အဲ့တော့ DB 28 29မှာဖြစ်ခဲ့တဲ့ SSPP နဲ့ MNDAA ရဲ့ထိတွေ့မှုเนาะ8ကြိမ်ထိတွေ့မှု8နေရာနဲ့နေရာ8ခုเนาะစေရေးထိတွေ့မှု8နေရာနဲ့နှစ်ဖက်တပ်တဲ့ရုံးရင်းဆိုင်ကထိုးချိတ်တဲ့ဖန်ဆမှု24နေရာစဉ်းစားကြည့်အဲ့နေရာထဲမှာဖြစ်တာเนาะစေရေးထိတွေ့မှုကနေရာ8ခုရှိ8ခုနှစ်ဖက်တပ်တဲ့ရုံးရင်းဆိုင်ကထိုးချိတ်တဲ့ဟိုက24ခုနေရာရှိတယ်အဲ့လောက်ထိရှိခဲ့တယ်တဲ့အဲ့တော့နှစ်ဖက်ရဲဘော်တွေထိခိုက်တဲ့ရှိဘူးဖြစ်တယ်တဲ့အဲ့ဒါကြောင့်မလို့နှစ်ဖက်စေရေးထိတွေ့မှုတွေစေရေးတင်မှမှုတွေမဖြစ်အောင်လို့နှစ်ဖက်မှာရှိတဲ့ဗဟိုအဆင့်တွေတွေ့ဆုံဖြည့်ရှင်းကြဖို့လိုအပ်ပါတယ်ဆိုပြီးတော့ဒါ SSPP ကတိုက်တွန်းတာတွေ့ရတယ်ဆိုတော့ဘာပဲပြော SSPP ကလည်းဟိုသူကရှင်းပြရင်တော့ MNDAA ကိုသူတင်းနေမှာနဲ့သဘောထားကြီးကြီးနဲ့တင်းနေမှာနဲ့သူမပြောရဘူး MNDAA ကသူစိတ်ဆိုးပြီးတိုက်ခိုက်လာမှသူကြောက်သလားမသိဘူးကြည့်ရတာငါတို့တွေချင်းချင်းတော့မလုပ်ကြပါနဲ့ကွာငါတို့ညှိနှိုင်းကြအောင်ပေါ့အမေစစ်တပ်ကိုဆိုရင်သူတို့ကစော်မှလှော်မှချမှသူပြောပေမဲ့ MNDAA ကိုကြတော့ SSPP ကဘာလဲမလုပ်ကြပါနဲ့ကွာငါတို့တွေချင်းချင်းနေလေတော်လန်ပေါ်တော်လန်ဖက်တွေပဲငါတို့ချင်းညှိကြအောင်ကွာဆိုတော့အကွက်မျိုးကြီးလုပ်တာဆိုတော့သူတို့ကစစ်တပ်ကိုသူတို့မကြောက်ဘူးစစ်တပ်ကိုလုံးဝလူလို့မထင်ဘာလို့လူလို့မထင်စစ်တပ်ကိုထင်ကြည့်ဘူးစစ်တပ်ကိုလုံးဝမကြောက်ဘူးဘာလို့မကြောက်လို့ထင်လဲစစ်တပ်ကမရိုက်လို့တကယ်မလုပ်လို့ထင်မကြည့်တာတကယ်မလုပ်လို့မလေးစားတာတကယ်လုပ်မှစစ်တပ်ကတကယ်လုပ်မှသူတို့ကတကယ်ကြောက်မှာတခါကျရင်ဟိုပမာမခန့်ဖြစ်လာတယ်မလေးမခန့်ဖြစ်လာတယ်ဆိုတာကငကားအမောက်မထောင်မနဲ့အမိတဲ့ထောင်နေတာဟုတ်လားနော်အဓိကငကားအမောက်ထောင်ရတာငကားဆိုတာအမောက်ထောင်ရတယ်အခုအမောက်မထောင်မနဲ့ငကားဟိုဖြစ်နေတော့အခုငကားကဘာဖြစ်နေလဲဆိုတော့ဟိုမှာဟိုတစ်တော်တဲ့ကောင်မလေးတွေကသူတို့ကနေတော့ဟိုကအထင်မကြီးတော့အဲ့လိုဖြစ်နေဆိုတော့တခါကျရင်တက်မတော်နေနဲ့ကလည်းငကားမန်းတီအောင်အမောက်ထောင်ပြဖို့လုပ်တယ်နော်အဲ့ဒါ तू ကအမောက်ထောင်မပြတဲ့ခါကျတော့ကြောက်တာပေါ့မကြောက်တော့ဘူးပေါ့နော်ဆိုတော့အခု MNDAA ကြတော့ SSPP ကတင်းတင်းမှာမပြောရဘူးပြောရင်ချကြမယ်ဆိုတာသိတော့မပြောရဘူးတခါကျရင်လည်းဟိုတွေးစရာကြီးပေါ့နော်တွေးစရာကြီးပေါ့စစ်တပ်ကဟိုဘာတော့တူလို့ဆိုတော့ကိုကအင်အားကြီးတယ်အားကြီးတယ်ကိုအင်အားကြီးမှုနဲ့ကိုရဲ့လုံနိုင်ခဲ့တဲ့ဇွမ်းတွေကပျောက်ပြီးတော့ဘာမှမဟုတ်တဲ့ဖွဲ့စည်းတွေကကိုခေါင်းထောင်လာတယ်ဆိုတော့အင်အောင်စီပြော့တဲ့အခါပေါ့တဲ့အခါကျန်တဲ့လူတွေကတပိုးတမင်းထောင်ထားချနာမှုတွေလုပ်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့သူအိမ်တော်ဦးစီးနေရရှိရတာနဲ့ကိုကိုပြော့မှမသိပြော့နေတာကိုမေ့နေကြတာတော့တွေ့ရတယ်ပြောရဆိုနေမှာတော့ဒေတာလိုက်လေအားလိုက်အစင်းလိုက်ပေါ့ဗျာနော်လူတွေတော့ပြောလို့ပါဘူးအစင်းလိုက်ပြော့တယ်ဆိုတော့မြင်ရတယ်ဒါတစ်ချက်ပေါ့နော်ဆိုတော့ဒါ MNDAA နဲ့သူ့ရဲ့ကိစ္စနောက်တစ်ခုကဒီလိုပဲ EO 9ဖွဲ့ပေါ့နော်ဘာသိလဲ 7EO Alliance အဖွဲ့က28 29 30ပေါ့နှစ်ရက်ပေါ့နော်ဆိုတော့နှစ်ရက်တီသူတို့ဆွေးနွေးပွဲအစည်းအဝေးလုပ်တယ်နော်ဘာအစည်းအဝေးလုပ်လဲဆိုတော့သူတို့အစည်းအဝေးရပါလဲလို့မေးရင်သူတို့အစည်းအဝေးပါလဲလို့မေးရင်ကျွန်တော်တို့မမဆိုလို့ပြန်ကြည့်လိုက်ဒီအစည်းအဝေးကတဲ့နော်အစည်းအဝေးကဟိုဘာလဲဆိုတော့ Federal နဲ့ Democracy ကိစ္စပြီးရင်ဘာခေါ်လဲ Federal Democracy ကိစ္စနဲ့နောက်တစ်ခုကဘာလဲဆိုတော့စစ်ဘေးရှောင်တွေကိုညီကေစေးကိစ္စဒါတွေသူတို့အဓိကဆွေးနွေးတယ်လို့ကြားတယ်နော် 7U line အဖွဲ့က29 32ရက်မှာ online ဆွေးနွေးတယ်ရွက်စစ်တွေပါအစပါတယ် RCSS ကဥယျာဉ်စစ်တွေပါတော့အစဥဆောင်ပါတယ်ပါပြီးတော့ဒီလက်ရှိဖြစ်နေတဲ့စီးရေးနိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေလူမှုဘဝအခြေအနေတွေသုံးသပ်တယ်ဆွေးနွေးပြီးတဲ့နောက်သူတို့နောက်ဖြစ်ပေါ်လာမယ့်အလားအလာတွေ2025ဖြစ်လာတဲ့အလားအလာတွေကျင်းဆိုင်ပိုလို့ကြော်လာမယ်တော့ချက်ကြတယ်တော့ Federal Democracy အတူတူပြောင်းစီဆွေးနွေးကြတယ်တဲ့ပွင့်လည်းပြောပြအဲ့ထက်မှာဆွေးနွေးကြတယ်ကျွန်တော်တို့မီဒီယာတွေတော့ဝင်ထိုင်လို့မရဘူးဝင်ထိုင်လို့မရတဲ့အတွက်သူတို့ဆွေးနွေးကြဆွေးနွေးမှာပေါ့ဒါပေမဲ့သူတို့ဆွေးနွေးတဲ့အထက်မှာသူတို့ဆွေးနွေးတဲ့မှာသူတို့ကတော့မင်းသားတွေပေါ့သူတို့ကောင်းတွေပေါ့ဗျာသူတို့ဆွေးနွေးကြတဲ့မှာသူတို့ကသူတို့ကောင်းတွေလို့ဆွေးနွေးကြလိမ့်စစ်တပ်ကတော့မရိုင်းရုံမှာရိုင်းဆိုင်တဲ့အဖွဲ့အစည်းသူတို့ဆွေးနွေးတယ်သူတို့ဆွေးနွေးတယ်ပေါ့နော်စစ်တပ်ကမကောင်းဘူးသူတို့ကကောင်းတယ်စစ်တပ်ကမကောင်းလို့သူတို့ကစစ်တပ်ကိုပြောနေရတာဒါမျိုးသူတို့ကတော့သူတို့ကောင်းတွေလုံးဝဖြူစင်တန်ရှင်းပြီးတော့သူတို့စင်းနေနော်ဟိုဘာလဲချင်းတကောင်တောင်တရားချိုင်းမတက်ဘူးတဲ့တကယ်ကိုလူရင်ကြီးလေးတွေသူတို့ဆွေးနွေးလိမ့်မယ်စစ်တပ်ကိုတော့သူတို့ကဒီစစ်တပ်ကကျွန်တော်တို့အနိုင်ကျင့်တယ်နှိပ်စက်တယ်အခွင့်အရေးမပေးဘူးတိုင်းလူညီမမရဘူး Federal မပေးဘူးအပြစ်တွေမျိုးစုံထိုင်းတင်တယ်တင်ကြပြီးဆွေးနွေးကြလိမ့်မယ်နော်အဲ့လိုမဆွေးနွေးခဲ့ပါဘူးဆိုလဲအဲ့သက်ဆိုင်ရာအဖွဲ့အစည်းလူတွေပြန်ပြောပါဗျာကျွန်တော်ကတော့အဲ့လိုပဲကောက်ချက်ချတယ်ဒီလူတွေဆွေးနွေးမယ်ဆွေးနွေးစကားဝိုင်းရသူတို့ကောင်းလို့ဆွေးနွေးမယ်သူများတော့ဖြစ်တယ်သူတို့ရဲ့အပြစ်ကိုသူတို့ဘယ်တော့မှမတည်ဘူးသူတို့ဘာလို့လက်နက်ကင်လဲဆိုတော့အဖြေမှန်အောင်တကယ်စိတ်ထားအမှန်စိတ်ထဲကအတွင်းအဲ့ဆိုတော့အမှန်မပြောဘူးသူတို့ဘာလို့လက်နက်ကင်မပြောကြောက်လို့ကင်တယ်ကျွန်တော်ပြောနေတာအဲ့လူကြောက်လို့လက်နက်ကင်တတိရှိတနမကင်ကြောက်လို့လက်နက်ကင်မှတ်ရှင်းအဲ့ကောင်တွေကြောက်လို့လက်နက်ကင်ရတယ်ဘာလို့ကြောက်တယ်လို့ခေါင်းတယ်ဘာလို့ကြောက်တယ်လို့ခေါင်းတယ်ပြန်မေးကြည့်တာထပ်မေးကြည့်တာနှစ်ထပ်ရှိပါမှတ်ပြောကျွန်တော်ကပုံနဲ့ပြောမယ်အကျိုးစီးပွားတွေဆုပ်ယူတော့မှကြောက်လို့တနက်ကင်တာတနက်ကင်ထားမှအကျိုးစီးပွားတွေကဆက်လက်ခိုင်မြဲမယ်လို့ယုံကြည်လို့တနက်ကင်တာဘာမှဒီမိုကရေစီမဟုတ် Federal မဟုတ်ဒန်းညီပိုင်းမဟုတ်ရှင်းလေးပဲကျွန်တော်ရိုးလေးပဲမိမယ်အဲ့ဒီလက်နက်ကင်ထားသူအကုန်လုံးဟာရောသူတို့အဖွဲ့အစည်းအတွင်းမှာဒီမိုကရေစီဆန်လို့လား Federal ဆန်လို့လားဒန်းညီပိုင်းပေးလို့လားသူတို့အဖွဲ့အစည်းအတွင်းမှာသူတို့အဖွဲ့အစည်းအတွင်းနော်
ပြည်သူလူထုတိုင်းပြည်လို့မထားနဲ့သူတို့အဖွဲ့အစည်းတွေမှာတော့ဒန်းတူညီမျှမှုမရှိဘူးဒီမိုကရေစီမရှိဘူးဟိုဘာခေါ်လဲဆိုတော့ Federal မရှိဘူးကျိုးစီပွားတယ်ကျိုးစီပွားသူတို့ပိုင်ဆိုင်ချမ်းသာကြတော့မို့သူတို့အောက်ကလက်နက်ကိုဖွဲ့လို့ sharing လုပ်နေချင်း no အားကောင်းတဲ့အချိန်မှာတနက်ကင်နေစစ်တပ်ကိုပုံကကြည့်မယ်ဒေါ်လာကြည့်မယ်အခွင့်အရေးယူမယ်ဒါပဲပြီးနေရာကောင်းရဝန်ထိုင်မယ်ထိဆုံးကကျန်တဲ့ကောင်တွေအောက်ကတေမလားကြည်မလားတေးသေးကြီးသူစိတ်ဝင်စားအောင်ရှင်းပြောရရင်အကုန်လုံးကကိုစုအတားသမားတွေဘာမှလူသူတော်ကောင်းတကောင်မှမရှိဘူးအဲ့လက်နက်က EO ခုနှစ်ဖွဲ့လဲလူသူတော်ကောင်းတကောင်မှမရှိဘူးပုံမှန်လေးကျွန်တော်ပြောတာခင်ဗျသူတို့မကြိုက်တဲ့တဲ့ပဲကျွန်တော်တို့တနေရာမစုံလဲခင်ဗျတို့ကျွန်တော်ပြောလေကိုကျော်မင်းခင်ဗျားပြဘာဖြစ်နေလဲရတယ်ပြောလို့ရကျွန်တော်တို့တဲ့ပဲပြောမှာကျွန်တော်ကကိုကျွန်တော်ယုံကြည်ကျွန်တော်တဲ့ပြောတာဟာဒီလူတွေလုံးဝတိုင်းပြည်ကိုစေနာရှိတာမဟုတ်ဘူးလူတို့ကိုစေနာမရှိဘူးဘာမှဘယ်သူမှစေနာမရှိဘူးရှောက်ပြောနေတာအလကားရှောက်ပြောနေတာနော်ဟိုလေကြီးမိုးကြီးရှောက်ပြောနေကြတာရှိတာဟိုဗာလဲကျွန်တော်တို့ပြီးခဲ့တဲ့ peace talk မှာဆိုရင် peace talk မှာဆိုရင်ကျွန်တော်ခင်ဗျားတို့ view လေးပြပြမယ်ဘယ်အဖွဲ့အစည်းလို့မပြောဘူးနော် peace talk မှာဆိုရင်ဒီလူတွေရဲ့ capacity ဘယ်လောက်နှိမ့်လဲဆိုတော့ခင်ဗျားတို့တစ်ချက်လေးထောက်ပြမယ်ဟိုကတယောက်ကို4မိနစ်ပဲပြောပါရန်ဆိုပြီးတော့တတ်မှတ်ထားတယ်3မိနစ်ကြာရင်တောင်းဆိုတစ်ချက်ဒီလိုခောက်မယ်အဲ့ခောက်ပြီးလို့ရှိရင်1မိနစ်ဒီမှာလက်ဆက်တက်ရမယ်ပြောထားပြီလားနော်အစည်းအဝေးမှာဒီဆွေးနွေးပွဲမှာဆွေးနွေးကြတဲ့ခါမှာဆိုတော့4မိနစ်ပြောဖို့တော့ကိုဘာမှကြိုတင်ပြီးတော့အချက်လက်တွေစူးဆောင်းလာတာမရှိဘူး4မိနစ်ပြောပါဆိုတာ4မိနစ်ပြောပါဆို10မိနစ်လောက်ဖြစ်သွားပြီလို့ရှိတယ်ဟိုကတောင်းတစ်ချက်ခောက်တယ်မရောက်ဆက်ပြောနေတာနောက်တစ်ခါတောင်းတစ်ချက်ခောက်တယ်ဆက်ပြောနေတယ်တချို့ဆိုရင်အဲ့မှာမလောက်လို့တဲ့သူတို့မိနစ်ပြတာမလောက်လို့ဆိုတော့အစိုးရကလေးကလူတယောက်ဟာတစ်ဖက်လူစကားပြောတဲ့ခါမှာသူတို့လိုချင်တာကိုတောင်းဆိုတာသူတို့ပြောချင်တာကိုဖြော့တူတဲ့ point ပြောတဲ့ခါမှာဒီမိနစ်ဘောင်တွေမှာ quality ဝင်အောင်ပြောရနိုင်တဲ့ skill မျိုးအုံတော်မျိုး capacity မျိုးမရှိဘူးအဲ့ဒီဆွေးနွေးပွဲမှာပုံမှန်လည်းပြောတာ IP store ထဲမှာလေကျွန်တော်ဘာဖြစ်တဲ့ wine ထဲမှာ4မိနစ် quality ပြောနေတာဆိုလို့ကျွန်တော်တစ်ယောက်နဲ့တော့မမြင်ဘူးလေကျန်တာအကုန်လုံးကလေဆွေးနွေးတဲ့ကိုထားဆွေးနွေးအကုန်လုံးကလေအနည်းဆုံး6မိနစ်9မိနစ်10မိနစ်10မိနစ်အဲ့လိုဖြစ်သွားအဲ့လိုရှိတယ်အဲ့ဒါမြင်ရတယ်ပြီးရင်အဲ့ထဲမှာဆွေးနွေးနေရလေခြာလက်ဘက်တွေလဲတန်တရားကြီးလဲနေတာကျွန်တော်နားထောင်အောင်လေအကုန်လုံးကကိုယ့်ရဲ့လောဘလိုဘကိုထုတ်မပြပဲနဲ့အကုန်လုံးကဘာခေါ်လဲဆိုတော့ဟိုလူဘိန်းကြိုက်စကလုံးတွေလူကြားကောင်းတဲ့စကလုံးတွေနဲ့ပဲထုံးမွန်ချေတပြီးလူရင်းမရောက်ပြောနေတာလူရင်းမရောက်ပြောနေကြတယ်ကျွန်တော်နားထောင်ကြည့်နေဩလို့ဒီလူတွေကတိုင်းပြည်ကိုအုပ်ချုပ်ချင်ကြတာတိုင်းပြည်ရဲ့ဒီဘာလို့ဆိုတော့စိတ်ပိုင်းတွေအချုပ်ချာအာဏာတွေကိုသူတို့ခွဲဝေအုပ်ချုပ်ချင်ကြသေးတယ်ဒီလူတွေအုပ်ချုပ်ကြရင်တိုင်းပြည်ဘယ်လိုနေကြမလဲကျွန်တော်တွေးကြည့်တယ်ရှင်နဲ့မကောင်းကျွန်တော်ပြည်သူတွေတနာတယ်အဲ့ထက်ကဟာဆွေးနွေးချက်တွေနောက်ပိုင်းဆွေးနွေးချက်တွေမှာကျွန်တော်ကဂျားထဲမှာငလျင်ကိစ္စဟိုဟာကိစ္စတွေရှုပ်ချက်ခတ်တော့ကျွန်တော်ဆွေးနွေးချက်တွေတခြားပြောရတာကျွန်တော်ဆွေးနွေးချက်တွေတခြားပြန်နားထောင်ပြီးတခုချင်းတခြားနားထောင်ပြီးကျွန်တော်ပြန်ဆွေးနွေးမှာအဲ့ဒီမှာတစ်ယောက်ဆိုရင်နော်ဟိုဒီEO လိုင်းထဲမှာပါတဲ့တစ်ယောက်ဆိုရင်ဘာပြောလဲဆိုတော့ထဆွေးနွေးတယ်သူဆွေးနွေးတာကျွန်တော်နားထောင်ကြည့်တယ်သူတို့ရဲ့ဟိုအရင်ဟာတွေရှောက်ချာလက်ဘက်လေပြောနေတာပြီးတော့သူဆွေးနွေးသွားတဲ့အစအဆုံးမှာတစ်လုံးမှကျွန်တော်တို့လူတွေလက်ခံနိုင်တဲ့စကားလုံးသူ့မဟုတ်ကျွန်တော်တို့နားထောင်လို့ရတဲ့စကားလုံးမပါဘူးတစ်လုံးမပါတာရှောက်ပြောသူတို့တွေကျွန်တော်တို့ကဘယ်လိုစူးစမ်းခဲ့တယ်ဘယ်လိုလုပ်ခဲ့ပါတယ်ကျွန်တော်တို့ကဘယ်လိုမျိုးဖြစ်ရှင်တာဘယ်လိုဝါဖြစ်တာဆိုပြီးပြောတဲ့ခါမှာလုံးဝ short to the point မပြောနိုင်ဘူးသူစကားနဲ့သူကလဲထွက်နေတာတိုင်းသားမလို့စကားလဲတယ်ဆိုရင်လေထားအောင်မဟုတ်ဘူး तू ကအချိန်ဆွေးနွေးတာအချိန်ခါဒီဝါရမှာပါပြီးသားဒါပေမဲ့4မိနစ်လည်းမလောက်9မိနစ်လည်းမလောက်6မိနစ်လည်းမလောက်မလောက်လို့လိုရင်းတော့လိုရင်းလည်းမရဘူးဘာဖြစ်ရှင်မှလည်းမသိဘူးပြောပါနော်ဟိုတယောက်ဆိုလို့ရှိရင်ကျွန်တော်ကိုပြောတယ်ဟာဟိုဒီထဲမှာလည်းကိုကျော်မင်းမင်းလည်းပါတော့တယ်ကိုကျော်မင်းမင်းကကျွန်တော်တို့သူတို့ပေါ့ဘာပြောထားတယ်ကျွန်တော်တို့သူတို့လည်းမခံနိုင်ဘူးသူတို့ပြောတာသူမခံနိုင်ဘူးကျွန်တော်ပြောကျွန်တော်ကြီးတာပေါ့အကုန်ကျွန်တော်လည်းကြီးတယ်စိတ်မဆိုးကျွန်တော်မစိတ်မဆိုးကြီးတာဟိုကျွန်တော်တွေးကြည့်တယ်သူတို့တွေမှာဒီဂျန်လေးကြောက်ကတော့အညိုတေးလေးတွေသူတို့ကအထင်ငေါ်လေးတွေရှိသေးတာဆိုတော့ဟောသူတို့သိအဲ့လိုတကယ်ရှိတယ်အဲ့ဒီလာဆွေးနွေးရတဲ့ဖွဲ့တော့ရှိတယ်ကျွန်တော်စဉ်းစားတာဒီ EO လိုင်း9ဖွဲ့လည်းမချိုးသားဘူးဒါပေမဲ့ဒီနေ့ချိန်မှာလက်နက်ကင်လမ်းစဉ်ကိုမရွေးချယ်ပဲနဲ့ဆွေးနွေးပွဲလမ်းကြောင်းကိုတက်နေတာကိုပဲကျွန်တော်တို့နည်းနည်းတော့လက်ခုပ်တီးပေးတာအဲ့သူတို့ capacity ရှိသလားလို့မေး capacity မရှိဘူးကျွန်တော်ပြောရတယ်ပို့ရင်လည်း capacity မရှိဘူးစိတ်စေတနာမရှိ capacity မရှိရင်တင်လို့ရတယ်ဒါပေမဲ့စိတ်စေတနာမမှန်ဘူးစိတ်စေတနာမမှန်ဘူးတာတော့ကတော့တာသူတနက်ကြိုက်ထားပြီးတော့နာဂာနီးကြမှာလို့အတင်းထပြီးတော့စာရွက်ပြေးကြိုက်တာဘောဝင်ပြေးကြိုက်တာပဲတော်တော်တကယ်အဲ့လိုကျွန်တော်လုံးဝအဲ့ဒါကိုတော့ပို့ရင်ကျွန်တော်စောင့်နေကြည့်နေတယ်ဒါသူတို့ဖွဲ့တော့ဒါတော့သူတို့9ဖွဲ့ကျွန်တော်လက်ခံသေးတယ်အခုသူတို့9ဖွဲ့အပြင်မှာထွက်ပြီးတနက်ကြိုက်နေတဲ့ KIA KNU စာရှိတဲ့အုပ်စုတွေကျွန်တော်လောကလည်းမခံဘာလို့လည်းမခံလဲတနက်ကြိုက်ပြီးတော့လိုချင်တာကိုတနက်ကြိုက်ပြီးတော့လူမိုက်လူရန်ကားလို့တောင်းနေတဲ့ကိစ္စကျွန်တော်လောကလည်းမခံလူမိုက်လူရန်ကားလို့ဆိုတော့ကြိုက်ဒါရှင်းရှင်းလေးပေါ့အဲ့လောကလည်းမခံရတော့ကျွန်တော်လောကမကြိုက်နိုင်ငံရေးနည်းနိုင်ငံရေးပြဿနာနိုင်ငံရေးနည်းရှင်းကိုတတ်တိရှိရတဲ့ကိုအများကျိုးတဲ့တကယ်မှန်တယ်ဆိုရင်လာအကုန်လုံးသဘောနဲ့ထိုင်ပြီးတော့ငါဒါဖြစ်မယ်ဒါလိုချင်ဒါဖြစ်မယ်ငါတို့ကဒါရမှပေါ်တယ် live လုပ်ပြီးပြော
အဲ့ရတယ်ဆိုရင်ရမှာဆိုတဲ့စကလုံးကအများပြည်သူတွေကြီးညာလိုက်အများပြည်သူကအဲ့ချက်ကိုလက်ခံနေဆိုရင်အဲ့ချက်ကိုဒီအစိုးရနဲ့ညှိပြီးလုပ်ရတယ်ခုကအကုန်လုံးကလကားတော်တော်ကိုတချို့ရေကတော့ကိုကျိုးစီးပွားများတယ်အဲ့ဒါတော့ပြီးကိုလိုင်းခုနဖွဲ့ဆွေးနွေးနေတဲ့ချိန်မှာဘာဆွေးနွေးနိုင်မလဲအရွေးကောက်ပွဲကြငါတို့ဘယ်လိုပိုင်ကောင်းလဲငါတို့ဘယ်လောက်ခွင့်ရနိုင်လဲငါတို့ကအဲ့မှာထိုင်ကုန်ဘယ်လောက်ရနိုင်လဲငါတို့ဝင်ထိုင်လို့ရမှာလားရွေးကောက်ပွဲမထိုင်မဲနဲ့ငါတို့အပြည့်နဲ့ဝင်ထိုင်လို့ရတာဘာရှိနိုင်လဲဝင်းကြီးချုပ်ဖြစ်မလားဘာဖြစ်မလဲဝင်းကြီးဖြစ်မလားစပြီးအဲ့ဒီဘာခွင့်ငါတို့ရမလဲဆိုတာမျိုးကိုသူစပြီးတော့စဉ်းစားသူတို့ဒေတာရဲ့တည်ငြိမ်အေးချမ်းရေးအကြောင်းသူတို့မစဉ်းစားနိုင်ဘူးသူတို့ဒေတာမှာလက်နက်ကိုင်ကြီးစိုးနေတယ်တပုံတွေကြီးစိုးနေတယ်မိုင်းရန်ကသူကြီးစိုးနေတယ်မနိုင်နေနိုင်ဘူးဖြည့်ရှင်းနိုင်ဖြည့်ရှင်းတယ်ဖြည့်ရှင်းနိုင်သူတို့ဘယ်နာအသက်ထွက်မှမသိဖြစ်ထွက်ပြေးနေတဲ့လူတွေအခုဆွေးနွေးကြတယ်ဆိုတော့ကျွန်တော်စဉ်းစားနေတာဒီလူတွေဆွေးနွေးနေတာဘာထွက်လာမှလဲဖြစ်ရဘာမှထွက်မှာပေါ့နော်အဲ့တော့မနေ့ကဆိုလဲဟိုရန်ကုန်မြို့မှာအောက်ခက်ဟိုတယ်မှာတဲ့ဟိုဒီခိုင်ဘပါတီလေးဦးစပါတယ်တခြားအဖွဲ့တွေလည်းပါတယ်ပါတီများပြစီဝေးသူတို့ဒီပါလဲဟိုလောက်တယ်တဲ့ဒီဆွေးနွေးပွဲလုပ်တယ်ဆွေးနွေးပွဲလုပ်တယ်ကျွန်တော်စဉ်းစားတော့ဒီလိုဆွေးနွေးပွဲကိုအောက်ခက်ဟိုတယ်လို့မှာတော့လုပ်ရတယ်အောက်ခက်ဟိုတယ်ကဘာလို့လဲအဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေအခမဲ့ပေးသုံးမယ်ဆိုတော့အဲ့အခမဲ့ပေးသုံးမယ်ဆိုရင်အခမဲ့ရလို့တော့လုပ်ကြတာဒီလိုဆွေးနွေးပွဲကိုတည်တည်ကြကြကြနနာတကယ်ကိုဟောကမ်းမကြီးနဲ့လုပ်ပါလားအောက်ခက်ဟိုတယ်ထဲမှာလဲတွားလုပ်ဦးထီအောင်ကြီးကစပွန်ဆာပေးတာကိုယူပြီးတော့သူတို့အဲ့ဒါယူပြောနေကြရလားမသိပြီးတော့အဲ့မှာဆွေးနွေးကြတယ်ပြောကြတယ်ဆိုကြတယ်ကျွန်တော်နားထောင်ကြည့်တယ်အကုန်လုံးရဲ့ဟိုဟာကဘာလဲဆိုတော့သူတို့ရဲ့ဆန္ဒအမှန်တွေကိုဖုံးထားကြတယ်ဆန္ဒအမှန်တွေဖုံးထားကြတယ်ဒီလိုပဲကျွန်တော်တို့မြင်တယ်သူတို့ရဲ့ဆန္ဒအမှန်တွေသူတို့ဖုံးထားကြတယ်ဒီလိုပဲကျွန်တော်မြင်အဲ့တော့ဒါကတော့အများကြီးပြောလို့ပါဘူးသူတို့ဆွေးနွေးတာကြီးကြည့်ပြီးတော့မကောင်းဘူးကောင်းပါလေဒါပေမဲ့ဆန္ဒအမှန်တွေဖုံးထားကြတယ်ဒီလိုပဲကျွန်တော်တို့မြင်တယ်ဒါလေးတစ်ချက်ပေါ့နော်ဆိုတော့ဒါ EU ကိစ္စတွေပြီးပြီဆိုတော့နောက်တစ်ခုကဒီရက်ပိုင်းမှာဒီရက်ပိုင်းမှာဖြစ်တဲ့ဒီကိစ္စတွေပေါ့ ENC ကိစ္စပါညာတွေပေါ့နော်ဆိုတော့ဒီရက်ပိုင်းမှာမလေးရှားဝန်ကြီးချုပ်ပြီးတော့အာဆီယံဥက္ကဋ္ဌနော်ဒီအာဆီယံဥက္ကဋ္ဌပေါ့နော်မလေးရှားဝန်ကြီးချုပ်ကအခုဒီနေ့ဆိုမီဒီယာမှာထုတ်ပြောလာပါတယ်ဘာလို့ဆိုတော့အပြည့်ရသက်တမ်းတိုးဖို့ဘာလို့ဒီနေ့ April 30ဆိုရင် NASA ကဘက်ကအပြည့်ရသက်တမ်းကလည်းပြည့်ပြီဘိုးဘက်က NUG ဘက်ကနဲ့သူ့ရဲ့ဆက်ဆက်တဲ့ဖွဲ့တွေကလည်းအပြည့်ရတယ်လို့ပြောထားရမယ်ဘာမှမသိချနေကြတာတက်ကတော့ဒီနေ့30မှာပြည့်ပြီဆိုတော့သူအပြည့်ရသက်တမ်းတိုးဖို့တိုက်တွန်းတယ်ဆိုတော့ NASA ကအနေနဲ့ကလည်းအခြေအနေချင်းကကြည့်ပြီးတော့တိုးတင်သူတိုးပေးပါလိမ့်မယ် NASA ကအဲ့လောက်ထိသဘောထားတင်းမာတယ်လို့ကျွန်တော်မမြင်ဘူးသူတို့သဘောထားကသူကနောက်ဆုံးသူတို့သဘောထားကတော်တော်ကို short တာတွေ့ရတယ်တော်တော်ကိုလည်းသူတို့ short ထားလို့ကျွန်တော်ပြော့တယ်လို့ပြောရတာဖြစ်တာပွင့်လည်းပြောတယ်တော်တော် short လို့ကျွန်တော်ပြော့တယ်လို့ပြောရတယ်နော်တော် short အဲ့တော့သူတို့အနေနဲ့ကတစ်ဖက်အဖွဲ့အစည်းရဲ့ဒါတကယ်ဒါဟိုမှန်ဂရိကဝတ်တီးသူတို့ကဒီအပြစ်ရက်ကိုတတန်းတိုးဖို့ဝင်လေးမဟုတ်ဘူးမလေးရှားဝန်ကြီးချုပ်ကတော့တတန်းတိုးဖို့တောင်းအားပေးတယ်ကောင်းပါတယ်ဒီအပြစ်ခတ်ရက်ဖို့တတန်းတိုးတဲ့ခိုင်းတဲ့ကိစ္စကတော့ကျွန်တော်တို့ဘာမှကောင်းခွင့်စရာမရှိဘူးသိကောင်းတဲ့ကိစ္စပါဘာလို့ဆိုတော့တစ်ဖက်နဲ့တစ်ဖက်အပြစ်ရထားခြင်းအဖြစ်အနည်းဆုံးတော့ဘာဖြစ်သွားလဲဆိုတော့လူတွေမသေးတော့ဘူးဘယ်လိုလုပ်ရမလဲမေးကျွန်တော်မြင်တဲ့အပြစ်ရက်ကနော်ကျွန်တော်မြင်တဲ့အပြစ်ရက်ကဥပမာထားတော့အညာဒေသကမြို့တစ်မြို့မှာရွာတစ်ရွာမှာဒီရွာကပြည်သူစစ်ရွာဒီဘက်က PDF ရွာအဲ့ရွာနှစ်ရွာကြားမှာအပြစ်ရလိုက်တာစအဲ့လိုကနေစဟိုအောက်ခြေထိပြန့်နှံ့သွားမှာအပြစ်ရက်ကအောက်ခြေထိပြန့်နှံ့မှာအောက်ခြေထိစိတ်ဆင်းရစိတ်ဝင်နေရမှာအပေါ်ကပြတ်သွားလို့မရအောက်မှာစိတ်ဝင်ရမှာဒီ A ရွာနဲ့ B ရွာရွာရှိမယ်အညာဒေသရွာနှစ်ရွာပေါ့ဒီဘက်က PDF ရွာဒီဘက်ကပြည်သူစစ်ရွာအဲ့နှစ်ရွာကြားမှာတနတ်လုံးဝမသုံးတာတိချက်တနတ်လုံးဝမသုံးတာတနတ်ဖောက်ဖို့လုံးဝမစင်စားတာနှစ်ဖက်ခေါင်းဆောင်ကြာညှိလိုက်တင်ရွာကြားမှာညှိပြီးတော့မင်းတို့ရွာလဲတနတ်ဖောက်တယ်ငါတို့လည်းတနတ်ဖောက်ဘူးမင်းတို့ရွာကိုငါတို့လိုက်ပစ္စည်းပို့မယ်ငါတို့ရွာမင်းပစ္စည်းလာပို့အပြန်လန်ပို့တနတ်လုံးဝမဖောက်ဘူးငါတို့ချင်းချောင်းတနတ်မကြိုက်ဘူးငါတို့ချင်းချောင်းမကြည်လဲမှုတွေကိုစကားနဲ့ဆွေးနွေးမယ်စကားနဲ့ဆွေးမချင်းနဲ့လက်သိချင်းထားထိုးမယ်ကွာစကားနဲ့ဆွေးနွေးတနတ်မသုံးမချင်းနဲ့လက်သိချင်းထိုးမယ်ဒါတော့ပဲဓာတ်ရိုက်ထုတ်တွေမသုံးဘူးကွာဒါတော့ပဲသွားမယ်အဲ့လိုနီးကိုစပြီးညှိဖို့ရွာတွေထိစိတ်ဝင်ပြတ်နေပြီးအောက်ခြေကြီးလောအောင်အဲ့ဒါလောအောင်ပြီးတော့မြို့နယ်အဆင့်တွေလောအောင်ပြီးရင်အဲ့တော့မှပြီးတော့မှပြည်တော်စုအဆင့်တွေပြင်းတက်အဲ့လိုသွားတယ်အခုကဘာလဲဆိုအပေါ်ကအပြည့်ရပါတယ်လို့ပြောတော့အောက်ကချတာပဲအဲ့လိုဇလိုင်းကြီးကြီးတယ်ဆိုတော့ဒါကြောင့်ရွာတွေအထိစိတ်ဝင်ပြတ်နေမှုလို့ကြေးရွာမှာရှိတဲ့ပြည်သူတွေဗျာခင်ဗျပို့လည်းပဲကြေးရွာမှာရှိတဲ့ပြည်သူတွေကအေးအေးဆေးနေချင်တာဘသူကမြန်တနကြီးတခါကနေရှောက်ခိုးလို့ပြစ်တာဒီလိုပြစ်တာနဲ့ဖြစ်တဲ့ဘောအကြီးချားထဲမှာဘသူမှမနေချင်ဘူးအေးဆေးနေချင်တာဒါပေမဲ့အခုပြဿနာတနက်ကြိုက်ထားတဲ့ကောင်တွေကတွေ့ရလူပြစ်တာနေတဲ့ပြဿနာအကုန်ရှင်းမရဘူးအဲကြောင့်မလို့ကြေးရွာအဆင့်စိတ်ဝင်ပြတ်နေသွားတဲ့ဒီပြစ်ခတ်ရဆေးရကြေးရွာအဆင့်ထိရောက်သွားကြေးရွာရဲ့အဆင့်ထိရောက်သွားဖို့ကြေးရွာအဆင့်ထိစိတ်ဝင်ပြတ်နေသွားမှာကြေးရွာတွေမှာရှိတဲ့ကြေးရွာရဲ့PDF ခေါင်းဆောင်ဒီဘက်ကပြည်သူစစ်ခေါင်းဆောင်တွေချင်းချင်းကြားမှာအချင်းချင်း contact ရှိလာ contact ရှိရဆက်သွယ်မှုရှိရဆက်သွယ်မှုရှိပြီးတော့ A ရွာမှာလိုနေတဲ့စားနေကောင် B ရွာတော့ပို့ B ရွာမှာလိုတဲ့စားနေကောင် A ရွာပို့အပြန်လန်ပို့ကြရင်လည်းတနက်လုံးဝမသုံးဘူးတနက်ကိုဘေးချထားလိုက်တယ်အငင်းပွားတဲ့ရှင်စကားနဲ့ပွားတယ်ပြောကြတယ်မင်းကပါလေမင်းဒီလိုငါမကြိုက်ဘူးဒါကမင်းဘယ်လိုလုပ်ငါပြောကြတယ်နောက်ဆုံးမှမချင်းနဲ့လက်သိနဲ့ထားထိုးဒါတော့ပဲဒုက္ကိန်းတော့ဓာတ်ကိန်းတော့မပါဘူးတနက်ကိန်းတော့မပါဘူးအဲ့ဒီနီးကိုစပြီးတော့ရွှေ့ကြဖို့ကျွန်တော်တို့မြန်မာနိုင်ငံတနင်္လာရီမှာရှိတဲ့တနက်ကိန်းထားကြတော့ PDF တွေနဲ့ပြည်သူစစ်တွေနဲ့တက်မတော်သားတွေကိုတိုက်တွန်းပါတယ်ဒါပေမဲ့အဲ့လိုလေစတင်လို့ကျွန်တော်
အဲ့ဒါမှပဲစိတ်ဝင်ပြန်နေပြီးတော့မြန်စမ်းအပြည့်တာတန်းရှည်လာပြီးတော့အပြန်လဲနားလည်မှုတိဆောက်ယူလို့ရပြီးတော့သူလည်းမသေးသေးချင်းကိုလည်းမသေးချင်းအပြန်လည်းမသေးရတဲ့ဇလန်းကိုရွေးကြဘူးကိုကြောင့်ပြည်သူလည်းမသေးရတဲ့ဇလန်းကိုရွေးကြဖို့တော့ကျွန်တော်တိုက်တွန်းတယ်ဒါကျွန်တော်ရဲ့ဟိုအမြဲတမ်းတိုက်တွန်းနေကြတဲ့တစ်ခုပေါ့နော်အဲ့တော့ဒါတစ်ခုပေါ့အဲ့တော့အပြည့်ရဲ့ကိစ္စကတော့ပြောပြီးဆိုဒါပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီနေ့ပြောမှာဒီ KNU ကိစ္စပေါ့ KNU ကနေဆက်မှာမြင်းစေး9တန်းလောက်ကိုဖမ်းပလိုက်အဲ့ကိစ္စလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ် KNU ဖမ်းတာအဲ့ဖမ်းတဲ့ကိစ္စကရိုးတန်းဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်သူကဘာကိုရေးဖမ်းလဲတော့မသိဘူးသူကထုတ်ပြချက်ထဲမှာစိတ်ဝင်စားတဲ့ကောင်းတာတွေ့ရတာကမြင်းစေး9တန်းက DKB ရလို့တာသူကဆွဆွဲထားတယ် DKB လို့ဆွဆွဲထားတယ်နော်ဆိုတော့ပြီးခဲ့တဲ့ April 29 ရက်နေ့လောက်ကတဲ့နော်တောင်ရင်မြစ်ထဲမှာတန်လွင်မြစ်တစ်ပိုင်းဆင်းလာတဲ့ဆင်းလာပြီးတော့တောင်ရင်မြစ်ထဲကိုရောက်လာတဲ့ဒီဆက်လီတစ်စီးပေါ့နော်ဆက်လီတစ်စီးမှာနော်ဆက်လီဆိုတာဒီလိုဆက်လီလေးပေါ့နော်ကျွန်တော်ပြမယ်ဒီဆက်လီပေါ့ဒီဘက်တော့ဆက်လီလေးဒီတော့ဆက်လီလေးမှာအဲ့ဆက်လီလေးမှာအဲ့ဆက်လီပေါ်မှာတဲ့မွေးစေးကမြင်းစေးတွေပေါ့မြင်းစေး9တန်းစေးလုံး9တန်းကိုဖမ်းဆီးရမိတယ်တဲ့နော်အဲ့မွေးစေးတွေကထိုင်းဘက်မဲတော်ကနေမြန်မာဘက်ကမဲတော်အောက်ဘက်ချမ်းစိတ်ကောင်းပို့မယ်ပစ္စည်းတွေပြောရင်တော့ထိုင်းမြန်မာနယ်စပ်မဲဒီတောင်ရင်မြစ်ထဲမှာပတ်ပြီးတော့ပို့တန်လွင်မြစ်ကနေပြီးတော့တောင်ရင်မြစ်ထဲကိုပြဖြတ်ဝင်ပို့မယ်ဆိုတော့အဲ့ဒါကို29ရက်နေ့မှာ KNU တပ်ကစစ်ဆေးပြီးတော့မနေ့ပိုင်းမှာဖမ်းဆီးရမိတယ်သိသိရမိတော့ဒီကောင်ဖားဆောင်ကနေဆင်းလာပြီးတော့မဲတော်ကတဆင်မြန်မာပြည်အတွင်းမှာပို့ဖို့ပြောတယ်တဲ့အဲ့တော့ဒီပစ္စည်းတွေနဲ့ပတ်သက်ရင် DKB ကဘိုးဘီတို့နဲ့ပတ်သက်နေတယ်လို့ KNU ကဆွဆွဲတာ KNU နဲ့ဆွဆွဲတာတယ်အဲ့တော့ပြီးတော့ဒီပစ္စည်းပို့တာဒါနဲ့ဆို3ချိန်ရှိပြီတဲ့လေသမားတွေရဲ့ပြောကြားချက်ရဆိုရင်တော့3ချိန်ရှိပြီပေါ့တော်လိုင်းဆိုတဲ့ PDF အဖွဲ့တွေကိုအကာအကွယ်ယူပြီးတော့အလုံးစုံလုပ်နေတာလို့ပြောတယ်စုစုပေါင်းဖမ်းခံထိတယ်လည်းအားလုံး4ယောက်ရှိလာပြီလို့ပြောတယ်ဆိုတော့ဒီမွေးစွာမြင်းစေးပေါ့မြင်းစေး9တန်းလောက်အလုံး9တန်းလောက်ကို KNU ကဖမ်းလိုက်တယ် DKB လို့သူကတမ်းပြီးဆွဲတယ်ဆိုတော့ရွေချက်ကတော့ကြည့်ရတာအစောပိုင်းချင်းသွားနေတယ်သူတို့ချင်းညှိလို့ရတဲ့အချိန်ကြီးကတော့ပတ်စံယူပြီးတော့ညှိပြီးလိုက်ကြတယ်ကြည့်ကြတယ်ပေါ့အခုကကြည့်ရဒီဆေးတော့အပြန်လာပတ်စံပေးတာအပေးယူလို့မရှိကြတော့ထင်ပါတယ်ကြည့်ရတာတော့ငါနဲ့မဖြတ်မလားငါရှိရမင်းငါပတ်စံမပေးတော့ဆက်ချင်းမပေးတော့မင်းမဖြတ်နိုင်ဘူးဒီလိုဖမ်းထည့်တယ်လို့ကျွန်တော်ဆိုတော့တခါကြရင်လေဒီကောင်တွေသူတို့တွေကြားထဲမှာမွေးစေဝါနဲ့ပတ်သက်ပြီးတော့ချင်းပြန်ပေါ်တဲ့ဇလန်းပေါ်လာတာပေါ့နော်ဆိုတော့ KNU အုပ်စုပြောတာက DKB လို့ပြောတယ် DKB ကဘာမှမပြောနိုင်ဘူးဆိုတော့မွေးစေဝါကိုကရင်ပြည်နယ်ထဲမှာလဲ KNU တို့ DKB တို့အစရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတဲ့မွေးစေဝါကိုပါတကယ်ဝင်ဖြတ်နေပြီဆိုတဲ့သဘောကိုသွားတက်ရောက်တယ်ဒါပေါ်လွင်လာတာပို့ပေါ်လွင်လာတာပေါ့အရင်လောက်တယ်ဒါပေမဲ့ခုပို့ပေါ်လွင်လာတာတော့တွေ့ရတယ်ဆိုတော့ DKB နဲ့ KNU ကြားမှာဘာဆက်ဖြစ်မလဲသူတို့ဘယ်လိုဆွေးနွေးကြမလဲဘယ်လိုတွေများတက်ရောက်တော့ဖုံးကြဖိကြကာကြကွဲကြမလဲတော့ကျွန်တော်တို့မသိဘူးစိတ်စောင့်ကြည့်ကြတာပေါ့နော်ဆိုတော့ဒါတခုပေါ့နောက်တစ်ခုကကျွန်တော်ဒီနေ့ပြုံးစရာလေးပေါ့နော်ဒီမော့ဆိုးမှာဖြစ်သွားတာပေါ့နော်ဒီမော့ဆိုးမှာရှိတဲ့ PDF တွေရဲ့ຫນွေဦးအာမန်ဆိုတဲ့ PDF တွေဆေးကူတဲ့ဆေးစခန်းကိုနော်တရားမင်းကမနေနိုင်တော့ဘူးထင်ပါတယ်ကြည်ရစိတ်မချမ်းသာလို့ထင်ပါတယ်မိုးကြိုးလေးပြစ်ပေးလိုက်တယ်လို့ကြားတယ်တရားမင်းကမနေနိုင်လို့မိုးကြိုးလေးပြစ်ပေးလိုက်တယ်မိုးကြိုးလေးပြစ်ပြီးတော့ချင်းမြင်မြောက်စားလိုက်တယ်ပေါ့ဗျာမြောက်စားလိုက်တယ်ဆိုတော့ဟိုပြောရင်တော့တချို့တွေကဟာတာရေးကြတာပေါ့ဟာတဲ့ဒီကောင်တွေဟိုတရားမင်းကတော့ဟိုပဲဒီကောင်တွေဘက်မှာမရှိဘူးပေါ့တရားမင်းတော့ဒီကောင်တွေဘက်မှာမရှိဘူးတဲ့ဆိုပြီးတော့ပြောတယ်တရားမင်းတော့ဒီကောင်တွေဘက်မှာမရှိဘူးဟမ်နတ်ဆာကဘက်မှာတရားမင်းသွားရက်တီပြီးတော့ PDF တွေကိုမိုးကြိုးနဲ့ပြစ်ကုန်ပြီဆိုပြီးတော့စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်တယ်လေနဲ့ပြစ်တယ်အဲ့ဒါပြင်တရားမင်းကမိုးကြိုးနဲ့ပြစ်တယ်ပေါ့အဲ့လိုတော့တချို့ကရေးတယ်ဆိုတော့ကျွန်တော်လည်းပြုံးမိတယ်ပေါ့နော်တရားမင်းအောင်နာဆာကဘက်မှာရှိလာပြီပေါ့နော် NUG ဘက်မှာမရှိတော့ဘူး NUG ဘက်တော်သားတွေဘက်မှာတရားမင်းအောင်မနေတော့ဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုတော့တွေ့ရတယ်ဖြစ်စဉ်ကတော့မွန်လွဲ2နာရီလောက်ပေါ့နော်မွန်လွဲ2နာရီလောက်မှာဒီမွန်လွဲ2နာရီလောက်မှာဒီဟိုပါပေါ့မနေ့ကပေါ့နော်မနေ့ကမွန်လွဲ2နာရီလောက်မှာအဲ့ဒီသူတို့ခေါ်တော့ຫນွေဦးအာမန်ဆေးကမ်းပေါ့အဲ့ဒါတော့ PDF တွေကုတဲ့ဆေးကမ်းပေါ့နော်အဲ့ဒါတွေကိုလင်းတိုင်းရုပ်တရက်အနီအောင်လင်းတိုင်းရုပ်တရက်ဝှီးကိုကြာလာပြီးအုပ်စုထပေါက်ကွဲပြီးတော့မျိုးတွေဒါမိုးကြိုးပြစ်ခန့်ရတဲ့အချိန်မှာတော့ဆရာဝန်တွေသူနာပြုတွေ medical ဘိုင်းကလူ9ယောက်တော့ရှိတယ်ဒါပေမဲ့ဘယ်သူမှမထိခိုက်ဘူးတော့မရှိပါဘူးတဲ့ဒါပေမဲ့မိုးကြိုးပြစ်ခန့်လိုက်ရတဲ့အတွက်နည်းနည်းတော့သူတို့လည်းလန့်သွားကြတယ်ပေါ့မိုးကြိုးပြစ်ခန့်ရဆိုကြည့်ရတော့ကျွန်တော်တို့လည်းဒါနောက်ပြောင်းလည်းပြောကြရင်တော့တရားမင်းတော့မျက်စိစမိုးဝေးစုလိုက်တဲ့သဘောတော့ရှိတယ်ဒီ NUGPD ရဲ့အုပ်စုနော်ဆိုတော့အဲ့လိုသဘောတော့ရှိတယ်ဒီလိုပြောမှတော့ဖြစ်နေပြီနော်ဆိုတော့နောက်တစ်ခုကဒီမော့ဆိုမှာPDF တယောက်ကျိုးဆွဲချတတ်သေးတဲ့သတင်းလဲဒီနေ့ရှိပါတယ်အဲ့ဒါလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာကြောင့်အမှန်းတော့မသိဘူးဒီမော့ဆိုတဲမှာမွန်လဲတနားရီလောက်မှာနေ့လယ်တနားရီလောက်မှာအမျိုးသားတယောက်နော် PDF အမျိုးသားတယောက်လို့ပဲပြောလို့ရတာပေါ့နော်အဲ့မှာဒီမော့ဆိုမျိုးပေါ့မြောင်းအောင်ရက်ကွက်ချောင်းငယ်လောက်ဘေးနားမှာချောင်းဘေးနားမှာတဲ့ကျိုးဆွဲချပြီးတတ်သေးတာတွေ့ရတယ်ကျိုးဆွဲချနေတယ်ဆိုတော့အဲ့ချန်ပိုင်ရှင်အဲ့တဲ့လာရင်မှာဒီကျိုးဆွဲတဲ့လိုင်းလူတော့တင်တာတူကြည့်လိုက်တော့သူက PDF ဖြစ်နေတယ်ကရား PDF ပေါ့ဗျာဒီမော့ဆိုအဲ့ကရား PDF ဖြစ်နေတော့အဲ့ဒါနဲ့သူဆက်ပြီးတော့ဆက်လိုက်တဲ့ခါကျဒီကောင်ကအသက်25နှစ်အရွယ်နော်သူကဒီအလဲပိုင်းဘက်ကလာတဲ့ပြည်သူအလဲပိုင်းတိုင်းဘက်ကလာတယ်ဆိုတော့အများကြီးအလဲပိုင်းလာတဲ့ PDF အဖွဲ့ဝင်ပေါ့နော်ဖြစ်တယ်တဲ့ကြည့်ရတော့သူ့ကိုတော့
တက်ဖြတ်ခံထားတယ်လို့ကြံခံမှန်းကြတယ်အချင်းချင်းတွေပြန်တတ်ကြတယ်ဆိုတဲ့သဘောမျိုးပေါ့အချင်းချင်းတွေကြားမှာအငင်းပွားကြပြီးတက်ကြဖြစ်ကြတယ်လို့သူကပြောကြတယ်တချို့ကတော့ကိုယ်ကိုကြိုးစားချက်တက်တဲ့ပုံစံဖန်တီးတယ်ဒါအချင်းချင်းတတ်ကြတာဆိုတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ဒီမော့ဆိုမှာမိုးချိုပြစ်ခံရတာနဲ့အချင်းချင်းပြန်တတ်ကြတာတော့ဖြစ်နေပြီမကြခင်မှာတော့တက်ကလည်းမိုးပြက်ဖယ်ကုန်လို့ပါတော့တက်ကလည်းဝင်စီးပြီးတော့သိမ်းနိုင်တော့မယ်သဘောတွေ့ရတယ်ဆိုတော့တော်တော်လေးတော့သူတို့လည်းလုံးနဲ့ခြားဘက်တော့လိုက်နေတွေ့ရတယ်ပဲဒီမှာ